သာသနာတော်နှစ်2555ခုကောဇာတက္ကိ1383ခုနတ်တော်လာပြီကျော်10ရက်2011ခုဒီဇင်ဘာ18ရက်ညရန်ကုန်တိုင်းစမ်းချောင်းမြို့နယ်အောင်ချမ်းသာရပ်ကွက်တိရိမင်္ဂလာလမ်းကံမြင့်ကျောင်းတိုက်ဓမ္မယုံတော်အတွင်းမှာဆင်ញင်ကျင်းပတဲ့ဓမ္မဒါနတရားပွဲတပင်မှာဒီကနေ့ညတရားပွဲအလှူရှင်များဖြစ်ကြတဲ့ဒကာကြီးဦးမြင့်ဆွေဒကမာကြီးဒေါခင်မာဆွေဩစတြေးလျနိုင်ငံပတ်မြို့မိသားစုတို့ရဲ့ဓမ္မဒါနကောင်းမှုကိုအကြောင်းပြုပြီးတော့ဒီတပ်ပေါင်းသူတော်ကောင်းတို့ဒီကနေ့ညမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်များကိုနာယူကြည်ညိုခွင့်ရကြတယ်။ဦးဇင်းတို့လည်းပဲမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်များကိုဟောကြားခွင့်ရပါတယ်။ပြီးတော့ဒီကနေ့ညပေးတပ်ပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ပြောထားတဲ့အတိုင်းအကုသလမူလတရား၃ပါးတွေကဒီကနေ့နောက်ဆုံးမောဟနဲ့ပတ်သက်တဲ့တရားစကားများကိုပြောကြားဖို့လှည့်ကြလာပြီဟုတ်လားမောဟနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဘာပြောဖို့စိတ်ကူးထည့်ထားလဲဆိုတော့ဣတိဥပါဠိတော်မှာလာရှိတဲ့မြတ်စွာဘုရားရဲ့တရားစကားတော်ကိုအခြေခံပြီးတော့တန်ယုတ္တနိကေမဟာဝဂတန်ယုတ်ပါဠိတော်သင်္ကာရဝသုတ်တံအဘယသုတ်တံဆိုတဲ့သုတ်တံနှစ်ပုဒ်ကိုလည်းအခြေခံပြီးတော့ဒီကနေ့ညပေးသက်ပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဗမာလူခေါင်းစဉ်လေးပြီးတော့ဟောပါမယ်တရားခေါင်းစဉ်ကခေါင်းဆောင်ကြီး2ဦးတဲ့နော်တရားခေါင်းစဉ်ကဒီတရားခေါင်းစဉ်ကိုဦးဇင်းတို့ကကိုယ့်ရဲ့စိတ်နဲ့တွေးဆပြီးတော့ရမ်းပေးတာမဟုတ်ပါဘူးမြတ်စွာဘုရားကိုယ်တော်တိုင်ဟောဒီလောကကြီးမှာကောင်းတဲ့တရားရဲ့မကောင်းတဲ့တရားရဲ့လို့လောကကြီးကိုအုပ်စုဖွဲ့လိုက်မယ်ဆိုရင်အကျဉ်းမြင်အဖြစ်အုပ်စု2စုရှိတယ်နော်ပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်တွေကိုခဏလေးဖယ်ထားပြီးတော့လောကကြီးဟာဓာတ်သဘောတွေနဲ့တိဆောက်ထားတာဆိုတာကိုနားလည်ပြီးတော့ကောင်းတဲ့ဓာတ်ရဲ့ဆိုးတဲ့ဓာတ်ရဲ့လို့လောကကြီးကိုခွဲခြားမယ်ဆိုရင်ဓာတ်ဘယ်နှမျိုးရှိမလို့အကျဉ်းမြင်အဖြစ်တော့အဲ့ဒါပဲနော်ပါပဓာတ်ရဲ့ကလျာဏဓာတ်ရဲ့ဟုတ်လားအကုသိုလ်တွေဒုစရိုက်တွေလောဘတွေဒေါသတွေမာနတွေမနာလိုတာတွေဝန်တိုတာတွေအစရှိတဲ့မကောင်းတဲ့စိတ်ဓာတ်တွေကိုတော့ပါပဓာတ်လို့ပြောမှာပေါ့နော်ပေးခြင်းနဲ့ကမ်းခြင်းနဲ့တပါးသောသူရဲ့ပုံမှာမေတ္တာထားမယ်ကိုချင်းစာတရားတွေနဲ့မြင့်မြတ်စင်စင်ကြဲကြဲသိခြင်းနဲ့မြင်ခြင်းနဲ့သိနိုင်နဲ့မြင်နိုင်နဲ့အစရှိတဲ့ဓာတ်တွေကိုကြတော့ကလျာဏဓာတ်တွေလို့ပြောမှာပေါ့အဲ့ဒီမှာလောကကြီးကိုတခါထပ်ပြီးတော့အမြင်ကြဲကြဲလေးကြည့်ပါလားပါပဓာတ်တွေကလောကကြီးကိုဆင်းရဲအောင်အယုတ်ဆိုးအောင်အကြီးတန်းအောင်ဖန်တီးနေတာကလျာဏဓာတ်တွေကလောကကြီးကိုလှပအောင်ကြည့်ရှုစပွဲကောင်းအောင်နောက်ဆုံးချမ်းသာဒုက္ခအမျိုးမျိုးတွေကနိဗ္ဗာန်ချမ်းသာရအောင်ထိကလျာဏဓာတ်တွေကဖန်တီးနေတာဟုတ်ရဲ့လားအဲ့တော့လောကကြီးကိုအကျဉ်းမြင်ခွဲလိုက်ရင်ဆိုးတဲ့အုပ်စုကောင်းတဲ့အုပ်စုတနည်းအားဖြင့်တော့ပါပဓာတ်နဲ့ကလျာဏဓာတ်အုပ်စု2စုရှိတယ်နော်အဲ့ဒီအုပ်စု2စုမှာဘယ်အုပ်စုကိုဘယ်သူကခေါင်းဆောင်တယ်လဲဒါလေးသိလားဘယ်အုပ်စုကိုဘယ်သူခေါင်းဆောင်တယ်လဲဘယ်သူကနောက်လိုက်လဲအဲ့ဒါကိုမြတ်စွာဘုရားကဣတိဥပါဠိတော်မှာမကောင်းတဲ့အကုသလပါပဓာတ်မှန်သမျှကိုခေါင်းဆောင်တာကမောဟလို့ဆိုရတဲ့အဝိဇ္ဇာတရားကခေါင်းဆောင်တယ်ဟုတ်လားကောင်းတဲ့ကလျာဏဓာတ်ချမ်းသာဒုက္ခတွေကိုဖြစ်စေတဲ့ကောင်းတဲ့ကလျာဏဓာတ်ကိုခေါင်းဆောင်တာကပညာလို့အမည်ရတဲ့ဝိဇ္ဇာတရားကခေါင်းဆောင်တယ်ဟုတ်ရဲ့လားလောကကြီးမှာဘယ်သူကမှလည်းဖန်ဆင်းထားတာမဟုတ်ဘူးတကယ်စင်စစ်တော့အဲ့ဒီပါပဓာတ်ကလျာဏဓာတ်တွေကလောကကြီးကိုဆိုးအောင်ကောင်းအောင်ဖန်တီးနေတာအဲ့ဒီပါပဓာတ်ကလျာဏဓာတ်တွေကိုလည်းပဲချုပ်ကင်ခြေလေကျိုးကင်နေတဲ့ခေါင်းဆောင်တွေကတော့အဝိဇ္ဇာနဲ့ဝိဇ္ဇာတနည်းအားဖြင့်တော့မောဟနဲ့ပညာနော်အဲ့ဒီတရားတွေကလောကကြီးဆိုးတဲ့ဘက်မှာအဝိဇ္ဇာကခေါင်းဆောင်မယ်ကောင်းတဲ့ဘက်မှာဝိဇ္ဇာကခေါင်းဆောင်မယ်အဲ့ဒါကိုမြတ်စွာဘုရားက
ပုပ်ပင်ကမာဆိုတဲ့စကားလေးရှေ့သွားခေါင်းဆောင်လို့ဘုရားကိုယ်တိုင်ဟောခဲ့တာဟုတ်လားအဲ့ဒီစကားလေးကိုဦးဇင်းတို့ကယူပြီးတော့ဒီကနေ့ညတရားကောင်းစဉ်ဘယ်လိုပေးလိုက်တယ်ကောင်းဆောင်ကြီးနှစ်ဦးတဲ့နော်ဒီလောကကြီးတစ်ခုလုံးကိုခြုံကြည့်မယ်ဆိုရင်လည်းကြည့်လို့ရတယ်လို့မိမိခန္ဓာသည်ပင်လည်းလောကလို့နားလည်ပြီးတော့ဒီခန္ဓာကိုယ်မှာလည်းပဲပပတ္တကလျာဏတ္တလို့ဓာတ်စုံအောင်မရှိဘူးလားတခါတည်းရန်ပပတ္တတွေတောင်းကြလို့စိတ်တွေပူလောင်လို့ဆင်းရဲလို့မရှိဘူးလားတခါတလေကြတော့လေကလျာဏတ္တတွေကကြီးစိုးပြီးတော့နုညံ့သိမ်မွေ့ချမ်းသာလို့မနေဘူးလားအဲ့ဒီမှာပပတ္တတွေအနှိမ့်ဆက်ခံရတာကလည်းဒီခန္ဓာကိုယ်မှာအဝိဇ္ဇာဆိုတဲ့မောဟကခေါင်းဆောင်ခွင့်ရလို့ဟုတ်လားကလျာဏတ္တတွေကြီးစိုးပြီးတော့အေးချမ်းမှုတွေချမ်းသာမှုတွေရပြန်တော့လေဝိဇ္ဇာဆိုတဲ့အသိဉာဏ်ပညာကအဲ့ဒီချိန်မှာခေါင်းဆောင်ခွင့်ရလို့အဲ့တော့ဒီခန္ဓာကိုယ်မှာရှိတဲ့ဓာတ်သဘောတွေကိုအမြဲတမ်းချုပ်ကင်နေတဲ့ခေါင်းဆောင်ကြီးနှစ်ဦးကတလဲစီအုပ်ချုပ်နေတယ်လို့ဆိုရင်ရောဆိုလို့မရဘူးလားဒါပေမဲ့စဉ်းစားစရာကဘယ်ခေါင်းဆောင်ကအုပ်အချုပ်များတယ်လဲဆိုတာလေးကတော့တယောက်နဲ့တယောက်မတူကြပေဘူးပေါ့ဟုတ်လားဒါကြောင့်ဦးဇင်းတို့ဒီကနေ့ညဒီနေ့တရားကနည်းနည်းလေးနက်မယ်လို့ထင်တယ်နော်ဒါကြောင့်ပိဋကတ်တို့ကိုကြည်ရတာလည်းပဲတရားကိုနှစ်ချိုက်လို့ဝါသနာပါလို့တန်ဖိုးထားလို့အဝေးကနေလာပြီးတော့နာကြတဲ့လူတွေကြီးပဲလေးနက်တဲ့တရားကိုစိတ်ဝင်စားမဲ့ပုံတရံရှိတယ်လို့ဦးဇင်းတို့ကအဲ့လိုယုံကြည်တယ်ဟုတ်လားဒါကြောင့်ပိဋကတ်ပေါင်းသူတော်ကောင်းတို့တတိပညာကြီးကြီးထားပြီးတော့ဒီကနေ့ညခေါင်းဆောင်ကြီးနှစ်ဦးဆိုတဲ့တရားကိုနာယူကြည်ညိုကြရအောင်တရားမဟောသေးခင်မှာမြတ်စွာဘုရားကိုရှိခိုးပူဇော်ကြောကြအောင်စို့ဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစေရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုထိုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုယူသေးမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်ဥပ္ပလေးတွေချီးထားကြကရုဏာတိတလဟရယပညာပိသောတဝိဟတမောဟဓမ္မသနရမရလောကကရောဝန္တိတုကတံဂတိဝိမု ṭ ံကရုဏာတိတလဟရယမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလည်းရှိတော်မူပါဝေထသောပညာပိသောတဝိဟတမောဟဓမ္မအရဟတမတိဟုသောအရာဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မှောင်ကိုဖယ်ခွာတော်မူပြီးထသောသနရမရလောကကရောလူနှင့်မြမတတ္တဝါနန္ဒတို့၏ကြောက်ထီတန်တုအလေးကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါဝေထသောဂတိဝိမု ṭ ံဒေဝမနုဿာနိရိယာနှင့်ပေတတလိ္ဆံလာယအရှိငါတံသောဂတိတို့မှလိအထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောသူကတံတတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာဗရမ ्या ကဲ့သို့ပြတ်သားထင်ထင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညာပရမတ်မမူရှုံဏနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝိနေဝနာမှာကာယဝစီမနောချီ၍သုံးလီဒွါရပနာမဖြင့်ဒုက္ခယုကျိုးလက်ဆုံမိုးကရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားကောင်းဆောင်ကြီးနှစ်ဦးတဲ့စတင်ပြီးတော့နာရီကြီးညိုကြရအောင်အဝိဇ္ဇာဘိခဝေပုပ္ပင်္ဂမအကုတလနံဓမ္မနံတမပတ္တိယအနွတိဝအာဟိရိကအနုတ္တပံဘိခဝေယံတော်မြတ်ဥချစ်သားတို့အကုတလနံဓမ္မနံအကုသိုလ်တရားတို့ဤတမပတ္တိယဖြစ်ခြင်း၌အဝိဇ္ဇာမောဟဆိုတဲ့ဝိဇ္ဇာတရားသည်
ပုပ္ပင်ကမရှိသွားကောင်းဆောင်ကြီးသာဒီမကောင်းတဲ့တရားတွေဆိုးတဲ့တရားတွေအဲ့ဒါလို့အကုသိုလ်တရားမှန်သမျှမှာခေါင်းဆောင်ရှိတယ်တဲ့အဲ့ဒီခေါင်းဆောင်ကဘာလဲဆိုတော့မောဟလို့ဆိုတဲ့အဝိဇ္ဇာတရားပါတဲ့မကောင်းမှုအလုံးတို့ရဲ့ခေါင်းဆောင်သည်အဝိဇ္ဇာတရားအနွာဒေဝအာဟိရိကအနုတ္တပံအာဟိရိကအနုတ္တပံမကောင်းမှုကိုပြုရမှာမရှက်ခြင်းမကြောက်ခြင်းဆိုတဲ့အာဟိရိကအနုတ္တပတရားတို့သည်အနွာဒေဝနောက်လိုက်တာသည်ပိဋကခေါင်းဆောင်ရှိရင်နောက်လိုက်ဆိုတာလည်းရှိမှာပေါ့အဝိဇ္ဇာကခေါင်းဆောင်တယ်အကုသိုလ်အုပ်စုကြီးပါပတ္တအုပ်စုကြီးကိုအဝိဇ္ဇာကခေါင်းဆောင်ထားတယ်အဲ့ဒီမှာနောက်ကနေတက်ညီလက်ညီအားပေးအမြောက်ပြုပြီးတော့နောက်လိုက်ကောင်းကြီးနှစ်ဦးရှိတယ်တဲ့အဲ့ဒီနောက်လိုက်ကောင်းကြီးနှစ်ဦးကတော့အာဟိရိကနဲ့အနုတ္တပအာဟိရိကဆိုတာကဘာလဲဆိုတော့မကောင်းတာတွေလုပ်ရမှာမကောင်းတာတွေပြောရမှာမကောင်းတာတွေတွေးရမှာကိုရှက်ရကောင်းမှမသိလို့မရှက်တဲ့သဘောရှက်ရကောင်းမှမသိတာကအဝိဇ္ဇာပေါ့ဗျာဒီအကုသိုလ်တွေဟာဒီမကောင်းမှုတွေဟာအရှက်တကွဲအကျိုးနည်းတွေကိုဖြစ်စေလိမ့်မယ်သူတော်ကောင်းတွေဆက်စုပ်တယ်ဒါဟာတကယ့်အသိဉာဏ်ရှိတဲ့လူတွေအတွက်ရှက်เสียလို့သိမြင်နားလည်ခြင်းမရှိတာကအဝိဇ္ဇာရှက်ရကောင်းမှမသိတာကအဝိဇ္ဇာရှက်ရကောင်းမှမသိတဲ့အတွက်ကြောင့်မရှက်တတ်တဲ့သဘောကအာဟိရိကသူကနောက်လိုက်ကြီးပေါ့နော်နောက်ထပ်နောက်လိုက်တယောက်ကအနုတ္တပအနုတ္တပဆိုတာကအကုသိုလ်တရားတွေကိုလုပ်ရမှာပြောရမှာတွေးရမှာကိုမကြောက်တဲ့သဘောဘာဖြစ်လို့သူကမကြောက်လဲဆိုတော့သူရှိကအဝိဇ္ဇာကြီးကခေါင်းဆောင်ထားတာကိုကြောက်ရကောင်းမှမသိဘူးအဝိဇ္ဇာကနော်ဒီလိုမကောင်းတာတွေလုပ်လိုက်ရင်မကောင်းတာတွေပြောလိုက်ရင်မကောင်းတဲ့အတွေးတွေစိတ်ဓာတ်တွေဟာငါ့ကိုဆင်းရဲစေလိမ့်မယ်လောကကြီးကိုအကြီးတန်းစေလိမ့်မယ်ကြောက်เสียရတွေဘေးတွေကိုဖန်တီးလိမ့်မယ်လို့မကောင်းတဲ့စိတ်ဖြစ်ရတာမကောင်းတဲ့အပြောအလုပ်တွေဖြစ်ရတာကြောက်เสียလို့အဝိဇ္ဇာကမသိဘူးတကယ်စင်စစ်လောကမှာကြောက်เสียအကောင်းဆုံးဟာအဲ့ဒီမကောင်းတဲ့စိတ်တွေနဲ့ပြုသမျှပြောသမျှကံတရားတွေဟာကြောက်เสียအကောင်းဆုံးပဲအဲ့လိုကြောက်ရကောင်းမှမသိတော့မကြောက်ဘူးမကြောက်တာကိုအနုတ္တပဟုတ်လားရှေ့ရကောင်းမှကြောက်ရကောင်းမှမသိတာကအဝိဇ္ဇာဟုတ်လားအကုသိုလ်တွေဟာရှက်เสียကြောက်เสียလို့မသိတာကအဝိဇ္ဇာအဲ့ဒါလို့မသိတော့ရှက်လည်းမရှက်ဘူးကြောက်လည်းမကြောက်ဘူးမရှက်တာကအာဟိရိကမကြောက်တာကအနုတ္တပရှေ့သွားနောက်လိုက်မညီဘူးလားညီတယ်နော်မသိမှုတွေကအဲ့ဒါလိုမျိုးခေါင်းဆောင်လိုက်တော့နောက်လိုက်တွေကလည်းကိုင်းရှက်ရမယ်သဘောကြောက်ရမယ်သဘောမသိတော့မရှက်တော့ဘူးမကြောက်တော့ဘူးဆိုတော့မကောင်းမှုအကုသိုလ်တွေကိုရဲရက်မပြုကြဘူးလားပြုကြတယ်အဲ့ဒါလိုအဝိဇ္ဇာကခေါင်းဆောင်မရှက်မကြောက်ကနောက်လိုက်အင်အားတောင့်တင်းစွာနဲ့မကောင်းမှုတွေပြုမိမှားပြောမိမှားတွေဖြစ်ပြီဆိုတော့အကျိုးဆက်ကဆင်းရဲဒုက္ခပေါ့ဟုတ်ရဲ့လားဒကာကြီးဒီမိုင်းများပါပတ္တတိဆင်းရဲကိုပဲဖန်တီးမှာနော်လောကကြီးကိုအဲ့ဒါလို့ဆင်းရဲတစုချမ်းသာတစုလို့ခွဲလို့မရဘူးလားဆင်းရဲဆိုတာပစ္စည်းဥစ္စာဆင်းရဲတာလောက်ဆိုလိုတာမဟုတ်ဘူးနော်စိတ်တွေပူလောင်ပြီးတော့ဆင်းရဲနေတာဟိုဘုံအနေနဲ့ပြောမယ်ဆိုရင်တော့အပယ်လေးဘုံဆိုရင်တော့သိဆင်းရဲတဲ့ဘုံပေါ့ဟုတ်လားအဲ့ဒါလို့ဆင်းရဲဒုက္ခအမျိုးမျိုးကိုဒီမကောင်းတဲ့အုပ်စုကဘာလို့တလဲဖန်တီးတာဒါကအုပ်စုကြီးတစ်စုရဲ့ခေါင်းဆောင်နဲ့နောက်လိုက်ဟုတ်ရဲ့လားနောက်အုပ်စုတစ်စုရဲ့ခေါင်းဆောင်နဲ့နောက်လိုက်ကဝေဇာဘိခဝေပုပ္ပေကမကုတလာနံဓမ္မာနသမာပတ္တိယအနွာဒေဝဟိရတပံဘိခဝေပေတလေးပါจิตသားจิตသမီးတို့ကုတလာနံဓမ္မာနကုသိုလ်တရားတို့၏သမာပတ္တိယဖြစ်ခြင်း၌ဝိဇာအတိဉာဏ်ပညာတည်းဟူသောဝိဇာဆိုတဲ့တရားသည်ပုပ္ပေကမရှိသွားကောင်းဆောင်ကြီးသာသည်ကောင်းတဲ့တရားတွေကလျာဏဓာတ်တွေရှိကောင်းတဲ့စိတ်ဓာတ်တွေကိုအခြေခံတော့ကောင်းတာတွေပြောဖြစ်တယ်ကောင်းတာတွေလုပ်ဖြစ်တယ်ကောင်းတာတွေတွေးဖြစ်တယ်အဲ့ဒါလို့ကောင်းတဲ့အုပ်စုကမရှိဘူးလားအဲ့ဒီကောင်းတဲ့အုပ်စုကြီးကိုခေါင်းဆောင်တာက
အတိညာဆိုတဲ့ပညာလို့ခေါ်ရတဲ့ဝိဇ္ဇာတရားကခေါင်းဆောင်တယ်ဟုတ်လားသူ့မှလည်းပဲနောက်လိုက်ရှိတယ်တဲ့အဲ့ဒီနောက်လိုက်ကဘာလို့ဆိုတော့ဟိရုတ္တပနော်ဟိရိဥတ္တပရှေ့ရကောင်းမှန်းသိတယ်ဝိဇ္ဇာကကြောက်ရကောင်းမှန်းသိတယ်ဘာတွေကိုသူရှက်တယ်လဲဘာတွေကိုသူကြောက်တယ်လဲဆိုတော့မကောင်းမှုတွေဟာရှက်เสียတွေကြောက်เสียတွေလို့ဝိဇ္ဇာရဲ့အတိဉာဏ်ပညာအလင်းရောင်ကြောင့်သိခွင့်ရတော့အေးရှက်เสียဆိုရင်ရှက်တဲ့သဘောဖြစ်လာတယ်ကြောက်เสียလို့ရှေ့ကသိထားတော့နောက်ကကြောက်တဲ့သဘောဖြစ်လာတယ်အဲ့ဒါလို့မကောင်းမှုကိုရှက်တဲ့ကြောက်တဲ့သဘောကိုဟိရိဥတ္တပလို့မခေါ်ဘူးလားခေါ်တယ်ဟိရိဥတ္တပဆိုတာကအဲ့ဒါကောင်းတဲ့အုပ်စုကြီးမှာနောက်ကနေအကြီးအကျယ်တွန်းအားပေးနေတဲ့နောက်လိုက်ကောင်းကြီးပေါ့ဟုတ်လားအေးအတိဉာဏ်ပညာကရှေ့ကနေခေါင်းဆောင်အရှက်အကြောက်ကနောက်လိုက်ကောင်းကောင်းနဲ့တွန်းအားပေးတော့လောကကြီးမှာကလျာဏဓာတ်တွေထွန်းကားတယ်လို့ခေါ်ရတယ်ဟုတ်ရလားအေးအဲ့တော့လောကဆိုတဲ့လောကလို့ပြောလိုက်တိုင်းဒီလောကကြီးလို့လည်းမျက်စိနဲ့မြင်ရင်လည်းမမှားပါဘူးသို့တော့ဒီခန္ဓာကိုယ်ဒီပင်လောကတစ်ခုလို့ဒီလိုလည်းပဲနားလည်ရမယ်တတ္တဝါတူတယောက်ဒီလောကတစ်ခုပဲတိရစ္ဆာန်တစ်ကောင်လည်းလောကတစ်ခုပဲလူတစ်ယောက်လည်းလောကတစ်ခုပဲအင်မတန်ကျေပြတ်မှာတယ်နော်အေးအဲ့ဒီလောကမှာလည်းပဲစောစောကပြောခဲ့တယ်ကလျာဏဓာတ်တွေပါမဓာတ်တွေတလှည့်စီမဲမှုမနေဘူးလားမဲမှုနေတယ်ကလျာဏဓာတ်တွေဖြစ်ခွင့်ရတဲ့အချိန်မှာချမ်းသာတာပါပဲပါပဓာတ်တွေဖြစ်နေတဲ့အချိန်မှာဆင်းရဲတာပါပဲဆင်းရဲတယ်ချမ်းသာတယ်ဆိုတာအဲ့ဒီဓာတ်တွေကခြေလေကြိုးကင်နေတာပိဋကတို့နားမဝေးပါဘူးဒါကိုသိတယ်နော်အေးအဲ့တော့ကလျာဏဓာတ်တွေကိုလည်းမျက်နှိုးရကောင်းမှသိကြပါတယ်မြတ်စွာဘုရားရဲ့ကျေးဇူးကြောင့်ပါပဓာတ်တွေကိုလည်းဆက်ဆုပ်ရကောင်းမှသိကြပါတယ်မြတ်စွာဘုရားရဲ့ကျေးဇူးကြောင့်ဟုတ်လားအေးဆက်ဆုပ်ပင်ဆက်ဆုပ်များတော့လည်းပဲခေါင်းဆောင်ကနေရာဝင်းယူလာပြီအဝိဇ္ဇာဖြစ်လာပြီဆိုလို့ရှိရင်ကိုဆက်ဆုပ်တဲ့ပါပဓာတ်တွေကကိုယ်တန်တန်မှာခြေလဲမလာဘူးလားခြေလဲလာတယ်ကောင်းမှုကလျာဏဓာတ်တွေကိုမျက်နှိုးပင်မျက်နှိုးညာတော့လည်းပဲဝိဇ္ဇာဆိုတဲ့ပညာကနေရာမယူနိုင်ဘူးခေါင်းဆောင်ကနေရာဘူးမမှန်ဘူးဆိုလို့ရှိရင်ကလျာဏဓာတ်တွေထုံကားနိုင်မှာမလားမထုံကားနိုင်ဘူးဒါကြောင့်အရေးအင်မတန်ကြီးပါတယ်ဟုတ်လားဒကာကြီးမိုင်းများဒီခန္ဓာကိုယ်ကြီးဥသောလောကမှာကလျာဏဓာတ်တွေမင်းမှုနိုင်ဖို့အတွက်အရေးမကြီးဘူးလားအဲ့ဒီကလျာဏဓာတ်တွေမင်းမှုခြင်းနဲ့ကြီးစိုးခြင်းနဲ့ဆိုလို့ရှိရင်ခေါင်းဆောင်ကောင်းကိုဖြစ်အောင်အရင်ကြိုးစားရမယ်။နော်ခေါင်းဆောင်ကောင်းဖြစ်အောင်ကြိုးစားနိုင်ရင်နောက်လိုက်ကောင်းတွေရောအုပ်စုဝင်တွေရောအကုန်လုံးတိုးတက်ကြီးပွားပြီးတော့ချမ်းသာဒုက္ခနဲ့မပြည့်စုံပေဘူးလား။ပြည့်စုံပေ။ဒါကြောင့်ဦးဇင်းတို့ခေါင်းဆောင်ကြီးနှစ်ဦးဆိုတာချမ်းသာခြင်းဆင်းရဲခြင်းကိုဖန်တီးတဲ့ပါပတ္တအုပ်စုနဲ့ကလျာဏတ္တအုပ်စုရဲ့ခေါင်းဆောင်ကြီးနှစ်ဦးဆိုတာကိုရည်ရွယ်ပြီးတော့ပြောတာဟုတ်လားအဲ့ဒီတော့ကောင်းတာတွေမကောင်းတာတွေအားလုံးဒီဆင်းရဲခြင်းချမ်းသာခြင်းကိုဖန်တီးတယ်အဲ့ဒီဆင်းရဲခြင်းချမ်းသာခြင်းကိုဖန်တီးတဲ့ကောင်းခြင်းမကောင်းခြင်းကိုလည်းပဲဒီခေါင်းဆောင်နှစ်ဦးကကြိုးကင်နေဆိုတော့ဒီခေါင်းဆောင်ကြီးနှစ်ဦးဟာကိုယ့်ရဲ့ဘဝမှာအင်မတန်အရေးပါတဲ့နေရာမှာရှိမနေဘူးလားရှိနေတယ်အဲ့ဒါကြောင့်ဦးဇင်းတို့ဒီကနေ့ညဒီအရေးပါတဲ့အကြောင်းတွေကိုပြောမှာဟုတ်လားပထမဦးစွာဒီခေါင်းဆောင်ကြီးနှစ်ဦးရဲ့အကြောင်းကိုဦးဇင်းတို့ကြည်ကြည်ပြန့်ပြန့်ပေးသက်ပေါင်းသူတော်ကောင်းတို့ထိုက်တဲ့လို့နားလည်ရအောင်ပေါ့လေလေဒီစတော်ဘုရားကြီးရေးခဲ့တဲ့ဒီပဏိပေါင်းမြောင်များစွာရှိတဲ့အနက်ကအလင်းကျမ်းဆိုတဲ့ကျမ်းစာအုပ်တအုပ်ရှိတယ်အဲ့ဒါအဝိဇ္ဇာနဲ့ဝိဇ္ဇာတို့ကိုအကျယ်ဖွင့်ဆိုပြတဲ့ကျမ်းပေါ့အဲ့ဒီထဲမှာဦးဇင်းတို့သဘောကျတယ်အဝိဇ္ဇာဆိုတဲ့မသိမှုဝိဇ္ဇာဆိုတဲ့သိမှုဒီဝိဇ္ဇာနဲ့အဝိဇ္ဇာရဲ့နယ်ဟာအင်မတန်ကျယ်တယ်မသိမှုဟာနယ်ဘယ်လောက်ကျယ်တယ်လဲအဲ့ဒါလိုပဲသိမှုဟာနယ်ဘယ်လောက်ကျယ်တယ်လဲဆိုတာကိုစတော်ကြီးရဲ့ဉာဏ်တော်ကိုအမိပြုပြီးတော့ပြောကြည့်ရအောင်ဟုတ်လားအေးပိဋကတ်ဒီစိတ်ဝင်စားလားမသိဘူးပထမဦးဆုံးဆရာတော်ကြီးကအမိုက်9သင်းအလင်း9ချက်လို့အဲ့ဒါလိုခေါင်းစဉ်လေးတက်ပြီးတော့သူကအဝိဇ္ဇာမသိမှုခေါင်းဆောင်ရဲ့အကြောင်းကိုပြောလိုက်ရင်ဝိဇ္ဇာသိမှုခေါင်းဆောင်ရဲ့အကြောင်းကိုလည်းပဲဆန့်ကျင်ဘက်တွေးပြီးတော့တခါတည်းတစ်ပြိုင်တည်းထဲနားလည်လို့ရတယ်နော်အဲ့တော့ဦးဇင်းတို့အဝိဇ္ဇာမောဟရဲ့အကြောင်းကိုပဲအရင်ပြောလိုက်ပဲအဲ့ဒါလိုပြောလိုက်လို့ရှိရင်ဝိဇ္ဇာဆိုတဲ့ပညာရဲ့အကြောင်းကိုပါဆန့်ကျင်ဘက်တွေးပြီးတော့သိလို့မရပြီဘူးလားရမယ်အဲ့ဒါစတော်ကြီးကအကြံမြင်မောဟဆိုတဲ့အဝိဇ္ဇာတရားကို၅ပါးထုတ်ပြတယ်
အမိုက်အမှောင်ကြီး၅ခုတဲ့နော်အဲ့ဒါဘာများလဲဆိုတော့ပိဿတ်တို့မှတ်ရမယ်နော်နံပါတ်1ကမ္မတံမောဟတဲ့နံပါတ်1ကမ္မတံမောဟကံနဲ့ကံရဲ့အကျိုးပေးတွေကိုသိမြင်နားလည်ခြင်းမရှိဘဲနဲ့ကံနဲ့ပတ်သက်ပြီးတော့အမိုက်အမှောင်ကြီးလွှမ်းမိုးဖိစီးခံရတာဒီလိုတတ္တဝါတွေအများကြီးရှိတယ်နော်အများကြီးရှိတယ်ဗျဟုတ်လားကံသာလည်းအမွေခံရှိတယ်ဒီငါပြုတ်ထားတဲ့အမှုကသာလည်းငါ့ကိုဖန်တီးလိုက်မယ်ငါ့ကိုကြိုးကန်လိုက်မယ်လို့သိမြင်နားလည်ခြင်းမရှိဘဲနဲ့အမိုက်အမှောင်ကျနေတဲ့လူတွေမရှိဘူးလားဒါကြောင့်မကောင်းတာတွေလည်းလုပ်ရဲတယ်ကောင်းတာတွေလုပ်ရမှလည်းသိစိတ်မပါတဲ့လူတွေမရှိဘူးလားရှိတယ်အဲ့ဒါနံပါတ်1ကမ္မတံမောဟအဲ့ဒါနဲ့ဆန့်ကျင်ဘက်ကတော့ကမ္မတက္ကတာတမ္မာဒိဋ္ဌိအလင်းရောင်ကြီးပေါ့အဲ့ဒါပိဿပေါင်းသူတော်ကောင်းတို့မှာရှိပြီးသားကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ကံသာလည်းငါတကယ်ပိုင်နေဒီကံကပဲငါ့ကိုဖန်တီးမယ်လို့ဆိုခြင်းကောင်းခြင်းရဲ့ကြိုးကင်ရှင်ကိုသိတယ်မို့လားလက်ခံတယ်မို့လားအဲ့ဒါကိုကမ္မတက္ကတာအလင်းရောင်ကြီးတဲ့ဆန့်ကျင်ဘက်တစ်ခါတည်းပြောလိုက်တာတွဲပေါ့နော်အဲ့ဒီအလင်းရောင်ကြီးကတော့သာသနာရဲ့အလင်းရောင်လို့ပြောလို့မရဘူးတဲ့ဆရာတော်ကြီးကသာသနာရဲ့အလင်းရောင်လို့မပြောတော့ဘူးတဲ့ဆရာတော်ကြီးကဘာဖြစ်လို့လဲဆိုတော့ဖျားမပွင့်ခင်မှာလည်းပဲကံကံရဲ့အကျိုးကိုသိမြင်နားလေတဲ့ဉာဏ်လောက်ကတော့ဒီအလင်းလောက်ကတော့ရှိတယ်တဲ့ဟုတ်လားဒါကတော့သာသနာ့ဘမှာလည်းပဲကံကံရဲ့အကျိုးကိုသိမြင်နားလေတဲ့လူတွေရှိတာပဲဒါပေမဲ့သူကအခြေခံကြလို့မို့သူ့ကိုအရင်ပြောရတာဒီကံနဲ့ပတ်သက်ပြီးတော့မှောင်းနေလို့မိုက်နေလို့လောကကြီးမှာအင်မတန်ဆူပွက်နေတာဗျတခါကြီးမိုက်မြကိုကလေဗုဒ္ဓဘာသာဖြစ်တော့ဒီအလင်းရောင်လောက်ကတော့လွယ်လွယ်လေးသိပြီးတော့လွယ်လွယ်လေးလက်ခံထားတော့တန်ဖိုးမကြီးတယ်လို့ဖြစ်နေတာလေတကယ်စင်စစ်ကတော့ဒီကံလောက်ကိုပဲနားမလဲလို့ဘယ်သူကဖန်ဆင်းတယ်ဘယ်ဝါကဖန်ဆင်းတယ်ဘယ်သူအလိုကြပါဆိုတာတွေပြောရတာတကယ်ကဘယ်သူဖန်ဆင်းတယ်ဘယ်သူအလိုကြဆိုတာတွေရှိလားကိုပြုတ်ထားတဲ့အမှုအတိုင်းခံကြရစံကြရတာဟုတ်ရဲ့လားဒါကြောင့်ပထမဦးဆုံးအမှောင်ဆုံးအမိုက်အမှောင်ကြီးသည်ကမ္မတံမောဟအဲ့ဒါကိုကမ္မတက္ကတာဉာဏ်ပညာအလင်းရောင်နဲ့ဖြိုဖျက်ရမယ်ပိဋကအမှောင်ဆိုတာအလင်းရောက်လာရင်ဘာဖြစ်သွားတော့ပျောက်သွားတာနော်မိချစ်ကလေးချစ်လိုက်တာနဲ့စောစောကမှောင်းနေတဲ့ဟာကမိကလေးဝင်းပြီးတော့တောက်လိုက်တာနဲ့တပြိုင်တည်းမီးဝင်းသည်နဲ့တပြိုင်တည်းအမှောင်ပျောက်တာဟာတစ်ချိန်နဲ့ပဲဟုတ်ရဲ့လားမိခလုတ်ကိုဖြောက်ခနဲ့နှိပ်လိုက်လို့မီးလင်းလာတာနဲ့မှောင်သွားတာဟာမရှိတော့အဲ့ဒါပထမအတွဲပေါ့နောက်ဆရာတော်ကြီးကဘာပြောလဲဆိုတော့ဓမ္မတံမောဟတဲ့ပိဋကပြောကြည့်စမ်းပါဗျာဓမ္မတံမောဟဓမ္မတံမောဟဆိုတာကလောကကြီးမှာယုတ်ဓမ္မနန္ဓမ္မတွေသာရှိတယ်လို့အရှိမှန်ကိုမသိဘဲနဲ့ငါသူတစ်ပါးယောက်ျားမိန်းမတွေရှိတယ်လို့လွယ်လွယ်မှားမှားသိတာကိုဓမ္မတံမောဟလို့ဆိုတယ်တကယ်စင်စစ်လောကကြီးမှာဓာတ်သဘောတဘာဝတွေပဲရှိတာပုဂ္ဂိုလ်တ attva ဆိုတာမရှိဘူးဟုတ်လားဆိုကြပါစို့ဒါကပရမတ္ထစကားနော်အဘိဓမ္မာစကားပေါ့ဟုတ်လားပုဂ္ဂိုလ်တ attva ရှိတယ်ယောက်ျားမိန်းမရှိတယ်ဆိုတာကလောကစကားသူကလည်းမမှားပါဘူးသူကလည်းလောကကအကုန်လုံးသဘောတူထားတာဒါမိန်းမဟေးဆိုအကုန်လုံးကသဘောတူတော့မှုတာဝါဒတော့မဖြစ်ဘူးပေါ့ဟုတ်လားဒါပေမဲ့လို့တကယ်စင်စစ်ပရမတ္ထအနေနဲ့မှန်အောင်အဘိဓမ္မာလိုနဲ့မှန်အောင်ပြောရရင်တော့ယုတ်ဓမ္မနန္ဓမ္မတွေပဲရှိတယ်ဆိုမှမှန်တာဆိုကြပါစို့ဆရာတော်ကြီးကရှင်းပြတယ်အိမ်ကြီးတွေအကြီးကြီးတွေဆောက်တယ်ဇရက်တွေဆောက်ထားတယ်ကျောင်းတွေဆောက်ထားတယ်ဘာတွေနဲ့ဆောက်တောင်ဆိုတစ်တေဝါတွေနဲ့ဆောက်ထားတာတကယ်စင်စစ်ကတော့တစ်တေဝါတွေပဲရှိတယ်အိမ်တွေကျောင်းတွေတဲတွေဇရက်တွေဆိုတာတကယ်မရှိဘူးဘာလို့လဲဆိုတော့ကျောင်းကိုဖျက်ပြီးတော့အိမ်ဆောက်လိုက်တော့ကျောင်းဆိုတဲ့နာမည်ပြက်ပြီးတော့အိမ်ဆိုတဲ့နာမည်ရောက်လာတယ်ဟုတ်လားအဲ့ဒီအိမ်ကိုပဲဖျက်ပြီးတော့ဇရက်ဆောက်လိုက်တော့အိမ်ဆိုတဲ့နာမည်ပြက်ပြီးတော့ဇရက်ဆိုတဲ့နာမည်ရတယ်အဲ့ဒီဇရက်ကိုပဲဖျက်ပြီးတော့ပုံထားမယ်ဆိုရင်ဒါတစ်သားပုံကြီးဖြစ်သွားပြန်ရောအဲ့ဒီတော့တစ်တီဝါတွေသာလဲအရှိတရားကျောင်းနေအိမ်နေဇရက်တွေတဲတယ်ဆိုတာမရှိတရားဒါပေမဲ့လို့လောကအနေနဲ့ပြောရင်တော့မမှန်ဘူးလားမှန်တယ်အဲ့ဒါလိုပဲဒီလောကကြီးမှာလည်းပဲပုဂ္ဂိုလ်တ attva ယောက်ျားမိန်းမဆိုတာမရှိဘူးဟုတ်လားဘာတွေပဲရှိလဲဆိုတော့ဖောက်ပြန်တတ်တဲ့ရုပ်တရားနဲ့အာယုန်တွေကိုတိတတ်တဲ့နံတရားမျှရှိတယ်လို့အဲ့ဒါလိုသိလို့ရှိရင်ဓမ္မဝဝတ္တဉာဏ်အလင်းကိုရတယ်တဲ့ဟောဆန့်ကျင်ပဲသွားတာနော်
ပုဂ္ဂိုလ်တ attva ရှိတယ်လို့လွယ်လွယ်မှာမှာသိထားရင်တော့ဓမ္မဝဝတ္တဉာဏ်မရှိဘဲနဲ့ဓမ္မတန်မောဟအမိုက်အမှောင်ကြီးကြတယ်ဟုတ်လားအေးပိဋကတ်တို့သဘောပေါက်တယ်နော်ဦးဇင်းတို့အသေးစိတ်ကြီးတအားရှင်းပြစရာမလိုပါဘူးဒီပိဋကတ်ကိုအဲ့ဒါဘယ်နှပါးရှိသွားပြီလဲနှစ်ပါးရှိသွားပြီကာမတန်မောဟဓမ္မတန်မောဟနောက်ထပ်တန်မောဟတစ်ပါးကဘာလဲဆိုတော့ပစ္စယတန်မောဟတဲ့ပိဋကတ်ရဲ့ဘာတန်မောဟခုနတုန်းကပြောခဲ့တဲ့ရုပ်သဘောနာမ်သဘောဆိုတဲ့ဓမ္မသဘောတရားတွေဟာအကြောင်းအားလျော်စွာဖြစ်ပေါ်လာတာလို့မသိတဲ့ဟုတ်လားတစုံတစ်ယောက်ကဖန်တီးလို့ဖန်ဆင်းလို့အကြောင်းမဲ့စွာဖြစ်ပေါ်လာတယ်လို့အဲ့ဒါလိုလွယ်လွယ်မှာသိမြင်ထားလို့ရှိရင်ပစ္စယတန်မောဟလို့ခေါ်တယ်ဟုတ်လားတကယ်စင်စစ်ရုပ်သဘောနာမ်သဘောတွေကဖြစ်เสียအကြောင်းရှိလို့ဖြစ်ပေါ်လာတဲ့သဘောတရားတွေအဲ့ဒါကိုသိမြင်နားလည်ခြင်းမရှိဘူးဆိုရင်အဲ့ဒါပစ္စယတန်မောဟလို့ခေါ်တယ်တဲ့ဟုတ်လားတကယ်လို့ရုပ်သဘောနာမ်သဘောတွေဟာအကြောင်းကြောင့်ဖြစ်တာလို့သိမြင်နားလည်တယ်ဆိုလို့ရှိရင်အဲ့ဒါဘာလို့ဆိုတော့ပစ္စယပရိက္ခဉာဏ်လို့ခေါ်ရတဲ့ဉာဏ်အလင်းကြီးကိုရတယ်ဦးဇင်းတို့အခုအင်မတန်တွင်ကျယ်တဲ့မိုးကုတ်စတော်ကြီးတို့ရဲ့ကျေးဇူးကြောင့်အင်မတန်တွင်ကျယ်တဲ့ဝါဒနဲ့ပြောရရင်ပဋိစ္စသမုပ္ပါကိုနားလည်ခြင်းအဲ့ဒါပစ္စယတန်မောဟအမိုက်အမှောင်ကြီးကနေလွတ်တယ်ဟုတ်လားရုပ်သဘောနာမ်သဘောတွေဟာဖြစ်เสียအကြောင်းရှိလို့ဖြစ်တာအဲ့ဒီမှာဦးဇင်းတို့အကျမ်းမြင်လေးလောက်ပြောကြည့်မယ်ဆိုရင်ရုပ်ဟာဘာကြောင့်ဖြစ်တယ်လဲဆိုရင်ကံစေဥဒုအာဟာရဆိုတဲ့အကြောင်းတရား၄ပါးကြောင့်ရုပ်ဖြစ်တာကံကြောင့်ဖြစ်တဲ့ရုပ်တွေရှိတယ်စိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေရှိတယ်ဥဒုကြောင့်ဖြစ်တဲ့ရုပ်တွေရှိတယ်အာဟာရကြောင့်ဖြစ်တဲ့ရုပ်တွေရှိတယ်ပိဋကတ်တို့သိတယ်နော်ကိုကြိုက်တယ်လို့ဖန်တီးလို့ရတယ်အာဟာရတွေကြိုက်တယ်လို့စားကြိုက်တယ်လို့ဖြစ်သွားမှာပဲဥဒုတွေကြိုက်တယ်လို့လုပ်ရင်ကြိုက်တယ်လို့ဖြစ်မှာပဲနော်အေးစိတ်တွေကညှဉ်းနှွမ်းနေရင်ညှဉ်းနှွမ်းတဲ့ရုပ်တွေဖြစ်မယ်စိတ်တွေကတန်ရှင်းရင်တန်ရှင်းတဲ့ရုပ်တွေဖြစ်မယ်ကံကတော့သူကပြီးခဲ့ပြီဗျနော်ကံကြောင့်ဖြစ်တဲ့ရုပ်တွေကဘာတွေလဲဆိုတော့ထင်ရှားအောင်ပြောမယ်နော်မျက်စိနားနာလျှာကိုယ်ဆိုတဲ့ပတာရရုပ်၅ပါးအဲ့ဒါကံကြောင့်ဖြစ်တာဘာလို့ဆိုသူကကံကုန်လို့တကယ်လို့ဒီမျက်စိကလေးပြတ်သွားတယ်ဆိုရင်ဥဒုနဲ့လည်းပြင်လို့မရဘူးအာဟာရနဲ့လည်းပြင်လို့မရဘူးစိတ်နဲ့လည်းပြင်လို့မရဘူးလုံးဝပြတ်သွားပြီရှင်းလားအေးအဲ့ဒါပတာရရုပ်တွေနော်အေးနောက်ပြီးတော့ဦးဇင်းတို့ဇီဝိတရုပ်ရှိမယ်အဟရယရုပ်ရှိမယ်အဋ္ဌိဘာဝရုပ်ပုံဘာဝဆိုယောက်ျားတန်တန်ထင်ရှားအောင်မိန်းမတန်တန်ထင်ရှားအောင်နော်အဲ့ဒီရုပ်တွေမရှိဘူးလားရှိတယ်အဲ့ဒါတွေကကံကြောင့်ဖြစ်တဲ့ရုပ်တွေဟုတ်လားအေးကြံတာကိုပိဋကတ်တို့စဉ်းစားစိတ်ကြောင့်ဖြစ်တာရှိတယ်စိတ်ကြည်ရင်ရုပ်ကြည်တယ်စိတ်နှောက်ရင်ရုပ်နှောက်တယ်ဟုတ်လားအဲ့ဒါလိုပဲဥဒုကောင်းရင်ရုပ်ကောင်းတယ်အဲ့ဒါလိုပဲအာဟာရကောင်းရင်လည်းရုပ်ကောင်းတာပဲအဲ့ဒါလိုဒီရုပ်တရားတွေဟာကိုယ်မျက်စိရှိတယ်ထင်ရှားတယ်ကိုလိုသလိုပြင်လို့ရတယ်ရတဲ့အပိုင်းမှာပြောတာနော်အေးအဲ့ဒါလိုမျိုးနားလည်ရင်ဩရုပ်တွေဟာအကြောင်းကြောင့်ဖြစ်တာကဲစိတ်ကြတော့ဘာကြောင့်ဖြစ်လဲဆိုတော့အကျဉ်းပြင်းလေးပြောမယ်နော်ဝိတ္ထုနဲ့အာယုံကြောင့်စိတ်ဆိုတာဖြစ်တာဝိတ္ထုဆိုတာကစက္ခုဝိတ္ထုသောတာဝိတ္ထုကာဏဝိတ္ထုဇိဝဝိတ္ထုကာယဝိတ္ထုလို့ရှိတာပေါ့ဗျာမနဟရိယဝိတ္ထုပေါ့နော်ဘယ်လိုပြောရရင်တော့ဓဝါရလို့လည်းပြောလို့ရပါတယ်အဲ့ဒီဓဝါရတွေနဲ့အစင်အတန်အနတ်အရသာအတွေ့အထိဓမ္မယုံဆိုတဲ့အာယုံတွေနဲ့တွေ့လိုက်လို့ရှိရင်မြင်သိစိတ်ကြားသိစိတ်စားသိစိတ်နားသိစိတ်ထိသိစိတ်ဆိုတဲ့စိတ်နာမ်သဘောတရားတွေဖြစ်မလာဘူးလားဖြစ်လာတယ်ဒါကြောင့်နာမ်တရားတွေဟာဝိတ္ထုနဲ့အာယုံပေါင်းစုံမိလို့ဖြစ်တာတဲ့ဒါလည်းပဲဉာဏ်ရှိရင်လက်မခံစရာဘာမှအကြောင်းမရှိဘူးအခုကြည့်လိုက်တယ်တခုခုကိုမြင်တယ်အခုမျက်စိမှိတ်လိုက်တယ်မြင်သိစိတ်မရှိတော့အဲ့ဒီအစင်းပြောက်သွားတာနဲ့အဲ့ဒီအစင်းနဲ့ပတ်သက်တဲ့စိတ်မရှိတော့ဟုတ်ရဲ့လားအင်မတန်ရှင်းတယ်နော်အဲ့ဒါလိုမျိုးရုပ်တရားနာမ်တရားတွေဟာဖြစ်เสียအကြောင်းတရားကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့တရားမျှပဲလို့သိရင်ပစ္စယဝဝတ္တဉာဏ်ကိုရတယ်နော်ပစ္စယတန်မောဟအမိုက်အမှောင်ကြီးကနေလွတ်တယ်ဘယ်နှပါးရှိသွား၃ပါးရှိသွားပြီနောက်ဦးဇင်းတို့စတုထမြောက်အမိုက်အမှောင်ကြီးခေါင်းဆောင်ကြီးကဘယ်သူလဲဆိုတော့လက္ခဏာတန်မောဟတဲ့ပိဋကပြောကြည့်စမ်းမလက္ခဏာတန်မောဟဆိုတာကယခုနကပြောခဲ့တဲ့ရုပ်တရားနံတရားတွေအကြောင်းကြောင့်ဖြစ်ပေါ်နေတဲ့ဒီရုပ်တရားနံတရားတွေဟာသူ့မှာပင်ကိုလက္ခဏာတွေရှိတယ်အဲ့ဒီလက္ခဏာတွေကဘာလဲဆိုတော့ပျက်စီးသွားတဲ့သဘောဆင်းရဲတဲ့သဘော
အနှစ်သာရမရှိအစိုးမရမပိုင်တဲ့သဘောတဲ့အဲ့ဒီသဘော၃ချက်လက္ခဏာရှိတယ်ရုပ်တရားလည်းပဲဒီလက္ခဏာရှိတယ်နာမ်တရားလည်းပဲဒီလက္ခဏာရှိတယ်အပေါ်ယံကြည့်ရင်ရုပ်ကဖောက်ပြန်တယ်နာမ်ကအာယုံကိုသိတယ်မတူဘူးလို့ထင်ရတယ်နော်မတူတာလည်းမတူပါဘူးရုပ်ကရုပ်သဘောပဲနာမ်ကနာမ်သဘောပဲဒါပေမဲ့တူတဲ့သဘောကောမရှိဘူးလားရှိတယ်ရုပ်ကလည်းပဲဖောက်ပြန်ပျက်စီးပြီးတော့ကုန်ခန်းပျောက်ပြတ်သွားတယ်နာမ်ကလည်းပဲအဲ့လိုပဲပျက်စီးတာပဲမဟုတ်လားအေးအဲ့လိုလက္ခဏာရေး၃ပါးအရာကြတော့မတူကြဘူးလားတူတယ်ရုပ်တည်လည်းပဲအနေစာဒုက္ခအနတ္တနာမ်တည်လည်းပဲအနေစာဒုက္ခအနတ္တအဲ့ဒါလိုလက္ခဏာကိုမသိတာကိုလက္ခဏာတန်မောဟလို့ခေါ်တယ်တဲ့နော်ဖြစ်ချင်းပြချင်းကိုမသိဘူးဆင်းရဲတာကိုမသိဘူးအဆိုးမရတာကိုမသိဘူးဆိုရင်အဲ့ဒီအချိန်မှာလက္ခဏာတန်မောဟဆိုတဲ့အမိုက်အမှောင်ကြီးမိမိတန်တာမှာလွှမ်းမိုးနေတယ်ဟုတ်လားအေးမမြဲဆင်းရဲအနှစ်မရှိတာကိုသိနေတဲ့အခိုက်အတန့်မှာကြတော့လက္ခဏာဝဝတ္တနာဉာဏ်ဆိုတဲ့အလင်းရောင်အောက်မှာနေနေတာသဘောပေါက်တယ်နော်ဘယ်နှချက်ရှိသွားပြီတော့အေးခေါင်းဆောင်ကြီးတွေရဲ့နေကျေပုံကိုပြောနေတာနော်အေးနောက်ဆုံးစတော်ကြီးရှင်းပြထားတဲ့တန်မောဟကဘာလဲဆိုတော့နိဗ္ဗာန်တန်မောဟတဲ့ပိဋကပြောကြည့်စမ်းမအေးနိဗ္ဗာန်တန်မောဟဆိုတာနိဗ္ဗာန်ဆိုတဲ့အငြိမ့်ဓာတ်ကိုမမြင်နိုင်အောင်ကွယ်ကာဖုံးပိတ်ထားတဲ့မသိမှုအဝိဇ္ဇာသစ္စာလေးပါးကိုထိုးထွင်းမသိတဲ့အဝိဇ္ဇာပေါ့ဗျာနော်နိဗ္ဗာန်ကိုမမြင်တဲ့အဝိဇ္ဇာအဲ့ဒီနိဗ္ဗာန်ကိုမမြင်တဲ့အဝိဇ္ဇာကတော့နိဗ္ဗာန်ကိုသိမြင်တဲ့မဉ္ဇဉ်ဖူဉ္ဇဉ်ရမှပဲသူအဲ့ဒီအမိုက်အမှောင်ကြီးကပျောက်တာအဲ့ဒါကတော့ပုထုဇဉ်အလုံးတို့မှာလွှမ်းမိုးထားတဲ့အမိုက်အမှောင်ကြီးပေါ့အဲ့ဒီအမိုက်အမှောင်ကတော့ဒကာဓမ္မတို့ဦးဇင်းတို့တွေမှာအမြဲတမ်းရှိနေတယ်ဟုတ်လားလက္ခဏာတမောဟကတော့အိဋ္ဌဒုက္ခအနတ္တမြင်တဲ့အချိန်မှာမရှိဘူးပေါ့နော်အေးအဲ့ဒီနိဗ္ဗာန်တမောဟဆိုတဲ့အမိုက်အမှောင်ကြီးကိုမဖယ်နိုင်သမျှကာလပတ်လုံးကြံတဲ့အမှောင်တွေကလည်းပဲဖယ်ဖြောက်ပြီးတော့သူတို့ကိုဖယ်နိုင်လို့လင်းတယ်ဆိုအောင်တော့အချိန်မရွေးပြန်မှောင်သွားနိုင်တယ်ဆိုလိုတာကအရိယာဉာဏ်ကိုမရသမျှကာလပတ်လုံးနောင်ဘဝပုထုဇဉ်ဘဝနဲ့ကျင်လည်ရမယ်ဆိုရင်မိစ္ဆာဒိဋ္ဌိလည်းဖြစ်သွားနိုင်တယ်သောတော်တုံးကအလင်းရောင်လေးတွေအကုန်လုံးပြန်ပြီးတော့ပြောင်းနိုင်သေးတာပဲဒါကြောင့်အရေးကြီးဆုံးကသာသနာနဲ့တွေ့တဲ့အခါမှာနိဗ္ဗာန်ကိုထိုးထွင်းပြီးတော့သိမြင်တဲ့နိဗ္ဗာန်တန်မောဟကြီးကိုပျောက်သွားစေတဲ့နိဗ္ဗာန်ပฏิဝေဒဉာဏ်ကိုရဖို့ဒီအရေးကြီးဆုံးပဲတဲ့သူကမှခိုင်မှာပြန်လျှော့မကြတော့ဟုတ်လားကျန်တဲ့အလင်းရောင်တွေကဘဝကူးသွားရင်ဟိုဘက်မှာဘာမှသိပ်ပြီးတော့စိတ်မချရဘူးဒါကြောင့်ဆရာကြီးကသူ့ကျမ်းဂန်တွေထဲမှာရေးတာပေါ့ဟုတ်လားဒီနေ့သူတော်ကောင်းကြီးနောက်နေ့သူယုံမာကြီးဖြစ်နိုင်တာပဲဟုတ်လားဒီဘဝမှာသူတော်စင်ကြီးနောက်ဘဝမှာတက်တက်ဆင်လွယ်တဲ့အယူမှားကြီးမဖြစ်နိုင်ဘူးလားဖြစ်နိုင်တာပဲဒါကြောင့်အဲ့ဒါဘာလဲဆိုတော့နောက်ဆုံးအမိုက်အမှောင်ကြီးကိုမဖယ်နိုင်လို့အဲ့ဒါလိုဖြစ်ရတာဟုတ်လားအဲ့တော့ပိဋကပေါင်းသူတော်ကောင်းတို့အဲ့ဒီအမိုက်အမှောင်ကြီးကတော့ဒကာဓမ္မတို့ဦးဇင်းတို့တွေမှာမရှိဘူးလားရှိတယ်အဲ့ဒီအမိုက်အမှောင်ကြီးရှိနေသမျှကာလပတ်လုံးလည်းပဲအပေရောင်ကြောင်းအကုသိုလ်တွေကိုမပြုတ်ပါဘူးလို့အာမမခံနိုင်ဘူးဟုတ်လားငကိုတုံးကပြုတ်ထားတာတွေကလည်းအဟောတိကံမဖြစ်ဘူးအဲ့တော့လာမယ့်အနာဂတ်မှာဘာမှစိတ်မချရဘူးမသေးကြဘူးမရေရဘူးလို့ပြောလို့ရတယ်ဟုတ်ရဲ့လားအေးအဲ့ဒါကဆရာတော်ကြီးရှင်းပြထားတဲ့အမိုက်၅သင်အလင်း၅ချက်ဟုတ်ရဲ့လားအေးကမ္မတမောဟဆိုတဲ့အမိုက်မှောင်ကြီးကတော့သာသနာ့ဘမှာလည်းလင်းနိုင်ပါတယ်သူ့ကိုဒါပေမဲ့သာသနာတွင်မှာသာလည်းရနိုင်တဲ့အလင်းရောင်ကြီးကတော့နောက်ပြောတဲ့၄ပါးပေါ့နော်ဓမ္မဝဝတ္တဉာဏ်ယုံနာများသာရှိတယ်ပုဂ္ဂိုလ်တ attva ယောက်ျားမိန်းမမရှိဘူးလို့နားလည်ရမယ်အဲ့ဒီယုံနာသည်လည်းပဲဖြစ်เสียအကြောင်းရှိလို့ဖြစ်တယ်လို့ပြည့်စရာတန်မောဟကိုဖယ်ဖြောက်ပြီးတော့ပြည့်စရာဝဝတ္တနာဉာဏ်ကိုရရမယ်ပြီးတော့အဲ့ဒါသည်လက္ခဏာရေး၃ပါးတင်ပြီးတော့နားလည်နိုင်တဲ့လက္ခဏာပฏิဝေဒဉာဏ်ရှိအောင်ကြိုးစားရမယ်အဲ့ဒီလက္ခဏာပฏิဝေဒဉာဏ်ရပါများလာရင်နိဗ္ဗာန်ပฏิဝေဒဉာဏ်ဆိုတာရကိုရမယ်အဲ့ဒါမဲ့ဉာဏ်ဘုံဉာဏ်ကိုပြောတာနော်အေးဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အဲ့ဒီအမိုက်ကြီးတွေရှိရင်ရှိနေသမျှကိုယ်ဘဝသည်အမြဲတမ်းဒုက္ခရောက်နိုင်တဲ့အလားအလာမရှိဘူးလားရှိတယ်နော်အလင်းရောင်ကြီးတွေအကုန်လုံးရှိနေမှကိုယ်ဘဝသည်ဒုက္ခရောက်နိုင်တဲ့ကိန်းကတေချာပေါက်လွတ်မှာဟုတ်လားနောက်ဆုံးအမှောင်နဲ့နောက်ဆုံးအလင်းကိုရည်ရွယ်ပြောတာနော်အေး
နောက်ဆုံးအလင်းကိုရဖို့ဆိုတာကလည်းပဲသူ့ရှေ့ကဓမ္မဝဝတ္တနာဉာဏ်ပစ္စယဝဝတ္တနာဉာဏ်လက္ခဏာပฏิဝေဒဉာဏ်တွေကိုအခြေခံပြီးတော့မှနိဗ္ဗာန်ပฏิဝေဒဉာဏ်ဆိုတာရနိုင်တာမဟုတ်လားအေးဒါကြောင့်လောကမှာဆင်းရဲတယ်ချမ်းသာတယ်ဆိုတာဟာဒီအမှောင်တွေအလင်းတွေကဖန်တီးနေတာနော်တကယ်ဆင်းရဲအစစ်ချမ်းသာအစစ်ရခြင်းမရခြင်းကလည်းပဲဒီအမှောင်တွေအလင်းတွေကဖန်တီးနေတာဒါကြောင့်ဒီအမှောင်အလင်းမသိခြင်းသိခြင်းဆိုတဲ့ခေါင်းဆောင်ကြီးနှစ်ဦးစီတရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာအရေးတကြီးသိမြင်နားလည်ရမယ့်အရာတွေလို့သဘောမပေါက်တဲ့မို့လားပေါက်တဲ့နေဒါကြောင့်မြတ်စွာဘုရားကဒေသနာတော်အသီးသီးမှာထပ်ချီးတလဲလဲဟောတယ်ဗျရှင်းသားတို့တဲ့အသိဉာဏ်ကိုသာလည်းကြီးပွားအောင်ကြိုးစားကြအသိဉာဏ်ကြီးပွားတာကမှတကယ်ကြီးပွားတာနော်ပစ္စည်းဥစ္စာတွေကြီးပွားတာဟာကြီးပွားတယ်လို့တော့ပြောလို့ရပါတယ်သို့တော်မပြောပါတော့ဘူးတဲ့မြတ်စွာဘုရားကနော်ဆွေမျိုးတွေကြီးပွားတယ်အတိုင်းဝိုင်းတွေကြီးပွားတယ်ဂုဏ်သတင်းတွေကြီးပွားတယ်မပြောတော့ပါဘူးတဲ့အသိဉာဏ်ကြီးပွားတာကမှတကယ်ပြောင်းလဲသွားနိုင်တာအဲ့ဒါကမှတကယ်ကြီးပွားတာနော်တကယ်ယူမိုက်များဒါကြောင့်အသိဉာဏ်ကြီးဖို့အရေးမကြီးဘူးလားအရေးကြီးတယ်အဲ့တော့ဦးဇင်းတို့ကတရားပထမပိုင်းပြီးပြီတရားဒုတိယပိုင်းစအဲ့ဒါကဘာလဲဆိုတော့ဒီလောက်အရေးကြီးတဲ့အသိဉာဏ်ဒီလောက်အရေးကြီးတဲ့မသိခြင်းနော်အဲ့ဒါလို့မသိခြင်းသိခြင်းတရားတွေဟာဘာကြောင့်ဖြစ်တယ်လဲဆိုတာလေးကိုပြောချင်တာသူတို့မှလည်းအကြောင်းရှိတယ်ဗျနော်အခုဦးဇင်းကပြောနေတာတွေအကြောင်းအကျိုးတွေကြီးပဲနော်ပြန်ပြီးတော့ဦးဇင်းပြောကြည့်မယ်ဆင်းရဲတွေကိုမကောင်းမှုကဖန်တီးတယ်ဆင်းရဲခြင်းကအကျိုးတရားမကောင်းမှုကအကျိုးတရားဟုတ်လားအဲ့ဒီမကောင်းမှုတွေမှာလည်းပဲအကြောင်းရှိတယ်အဲ့ဒါဘာလဲဆိုတော့မသိခြင်းအဝိဇ္ဇာမသိခြင်းအဝိဇ္ဇာကအကြောင်းတရားမကောင်းမှုတွေလှုပ်ခြင်းဆိုတာကအကျိုးတရားဟုတ်လားအခုလာပြန်ပြီနော်အဲ့ဒီလိုချုပ်ကင်နေတဲ့မသိခြင်းမှလည်းပဲဘာလဲတော့အကြောင်းတရားရှိတယ်တဲ့အဲ့ဒီအကြောင်းတရားကတော့တကယ်ကိုအခြေခံကြတဲ့အကြောင်းဖြစ်တော့မှာနော်အေးအဲ့ဒါလေးကိုဦးဇင်းတို့ကပိဿပေါင်းသူတော်ကောင်းတို့ကိုသိသိချင်တာအကြောင်းတရားကိုသိတယ်ဆိုလို့ရှိရင်ဖြစ်ချင်ရင်လည်းလွယ်တယ်ဖြတ်ချင်ရင်လည်းလွယ်တယ်ဟုတ်လားဆိုလိုတာကအဝိဇ္ဇာဖြစ်ချင်ရင်လည်းပဲသူ့အကြောင်းတရားကိုလက်လွတ်ထားလိုက်ပေါ့ဝိဇ္ဇာသူဖြစ်သွားအကြောင်းတရားကိုသိတယ်ဆိုရင်ဒီအဝိဇ္ဇာကိုဖြတ်ချင်ရင်အကြောင်းတရားကိုဖြတ်လိုက်ရင်အဝိဇ္ဇာမပြတ်ပြီဘူးလားပြတ်မယ်ဟုတ်လားအဲ့ဒါလိုပဲသိမှုရဲ့အကြောင်းတရားကိုသိရင်ဖြစ်ချင်ရင်အဲ့ဒီအကြောင်းတရားနဲ့ပြည့်စုံအောင်လုပ်ပြတ်ချင်ရင်လည်းပဲပြတ်ချင်ရင်တော့ရှိမှာမဟုတ်ပါဘူးเนาะအသိဉာဏ်ကိုပြတ်ချင်တဲ့လူကတော့ရှိမှာမဟုတ်ပါဘူးဟုတ်လားအဲ့တော့အကြောင်းတရားတွေကိုသိရတာကျေစုမများဘူးလားများတယ်အဲ့ဒါကိုဦးဇင်းတို့ကဒီသိခြင်းမသိခြင်းရဲ့အကြောင်းတရားတွေကိုဘယ်ဒေသနာတော်ကနေယူပြီးတော့ပြောမှလဲဆိုလို့ရှိရင်ဦးဇင်းတို့တန်ယုတ်တနိကေမဟာဝကတန်ယုတ်ပါဠိတော်မှာအဘယသုတ်တံဆိုတာရှိတယ်ဒီနေ့ကတော့ဇလန်းဇက်ွက်တွေဘာမှမပါဘူးเนาะဒကမာကြီးတွေဘာသုတ်တံအဘယသုတ်တံတဲ့ အဘယဆိုတာကဗိမိတာရမင်းကြီးရဲ့သားအဘယမင်းသားအဲ့ဒီအဘယမင်းသားကငကိုတုန်းကသူကနိဂန္ဓနာတဗုဒ္ဓဆရာကြီးကိုအားကိုးတာကိုးခွေတာနောက်တော့သူယဟန္တာဖြစ်ပြီးတော့ယဟန်ဘဝနဲ့ပြိဋိဘံဆံသွားတာပါအဲ့ဒီအဘယမင်းသားယဟန်မပြုတ်ခင်တုန်းကမြတ်စွာဘုရားအခါတစ်ပါးမှာဂိစ္စကုတ်တောင်ပေါ်မှာတရင်သုံးတယ်အဲ့ဒါလိုကရင်တုံးတရင်သုံးတော့အဘယမင်းသားကမြတ်စွာဘုရားတရင်သုံးတဲ့ဂိစ္စကုတ်တောင်ပေါ်ကိုတက်ပြီးတော့ဘုရားကိုဖူးမြော်တာသူ့မှာရှောက်เสียရလေးလည်းရှိတယ်အဲ့ဒါကိုရှောက်ချင်လို့မြတ်စွာဘုရားကိုသွားဖူးတာဘာရှောက်လဲဆိုတော့ဟိုရောက်တော့အရှင်ဘုရားတဲ့ပုရဏကတ္တပဒိဋ္ဌိဆရာကြီးကပြောတယ်တဲ့ဘေဒတို့ကြားဘူးတယ်နော်ဒိဋ္ဌိဆရာကြီး6ယောက်ပုရဏကတ္တပလို့မက္ခလိဂောတာလလို့ကြားဘူးတယ်နော်အဲ့ဒီပုရဏကတ္တပဆိုတဲ့ဆရာကြီးကပြောတယ်ဗျာတဲ့သိခြင်းဟာလည်းပဲအကြောင်းတရားမရှိဘူးသူကသူသိခြင်းရင်သိတာပဲဟောမသိခြင်းဟာလည်းပဲအကြောင်းမရှိဘူးသူကသူမသိခြင်းမသိတာပဲဟောသိခြင်းမသိခြင်းမှာအကြောင်းမရှိဘူးလို့ဘယ်သူကပြောတယ်ပုရဏကတ္တပဆရာကြီးကပြောတာတဲ့သိခြင်းတဲ့လူဟာသူသိတာပဲမသိခြင်းတဲ့လူဟာလည်းသူမသိနေတာပဲအဲ့ဒါလိုပြောတဲ့အဲ့ဒါအရှင်ဘုရားအဲ့ဒီစကားကိုဘယ်လိုသဘောရပါသလဲဘုရားအရှင်ဘုရားကဘယ်လိုဟောမလဲပေါ့ဒါလေးနဲ့ပတ်သက်ပြီးတော့အဲ့တော့မြတ်စွာဘုရားကမင်းသားတဲ့သိခြင်းမှလည်းပဲအကြောင်းရှိတယ်အလကားသိတာမဟုတ်နော်မသိခြင်းမှလည်းပဲအကြောင်းရှိတယ်အလကားမသိတာမဟုတ်အဲ့ဒါလိုပြောတော့အရှင်ဘုရားအဲ့ဒါလိုဆိုရင်သိခြင်းရဲ့အကြောင်းတရားကဘာပါလဲ
မတိခြင်းရဲ့အကြောင်းကဘာပါလဲလို့မေးတာမေးတော့မြတ်စွာဘုရားကအဲ့ဒီမှာမင်းသားတဲ့ငါပြောမယ်ကောင်းကောင်းနားထောင်တဲ့မတိခြင်းရဲ့အကြောင်းတရားကဘာလဲဆိုလို့ရှိနံပါတ်1ကာမဂုဏ်တွေကိုလိုချင်နေတယ်ကာမဂုဏ်တွေကိုမက်မောနေတယ်ကာမအာယုန်တွေပေါ်မှာဆန္ဒတွေအမြဲတမ်းရှိနေတယ်ဆိုတဲ့ကာမိဆန္ဒဆိုတဲ့လောဘတွေဖြစ်နေရင်အဲ့ဒါမသိဘူးတဲ့အဲ့ဒါမသိဘူးအကြောင်းပဲတဲ့နော်တခါကြီးဒီမိုင်းများဒါကိုပြီးဆိုဦးစင်းကနည်းနည်းလေးဥပမာလေးနဲ့ပြောပြမယ်နော်မသိခြင်းရဲ့အကြောင်းတရားကနံပါတ်1ကာမိဆန္ဒတွေဟုတ်လားလောဘပေါ့နော်အေးလိုချင်မမောလာပြီဆိုရင်အဲ့ဒီချိန်မှာအတိညာကန်းသွားတာပိဋကရေမသိလို့လိုချင်တယ်ဆိုတာလည်းကြားဘူးတယ်မဟုတ်လားအေးမကောင်းမှမသိတော့လိုချင်လိုက်တာပေါ့မသိခြင်းကြောင့်လိုချင်ခြင်းဖြစ်တယ်ခုဒီဒေသနာတော်မှာကြတော့လိုချင်ခြင်းကြောင့်မသိခြင်းဖြစ်တယ်ဒေသနာတော်တွေကိုအဲ့လိုကြည်ကြည်ပြည့်ပြည့်နားလေရမယ်နော်သိမှန်တာပဲတခါတလေမှာလောဘတွေသိကြီးလာရင်ညံကန်းသွားတာဗျဒါကြောင့်လူတွေအလိန်ခံရတာပေါ့ဟင်ဒကမာကြီးများလောဘကြီးလာရင်အလိန်ခံတာမသိတော့ဘူးသူကရချင်တာပဲသိတာလေအေးအဲ့တော့မြတ်စွာဘုရားဒီမှာပြောနေတယ်နော်ကာမိဆန္ဒသည်မသိခြင်းရဲ့အကြောင်းတဲ့နံပါတ်1နောက်နံပါတ်2တစုံတရာကိုမကြည်မနှက်ဖြစ်ပြီးတော့မုန်းတီးနေတယ်နာကြည်နေတယ်အဲ့လိုမျိုးဒေါသတွေဗျာပါဒတွေဖြစ်နေရင်လည်းပဲအဲ့ဒါမသိတော့ဘူးတဲ့နော်ဒေါသဖြစ်ရင်အတိညာကန်းတယ်ဟုတ်ရဲ့လားနောက်နံပါတ်3ထိုင်မှန်ပြင်းရမှုစိတ်ရဲ့ထိုင်မှန်လေးကံခြင်းထိနာမိတ်တနော်အဲ့လိုထိနာမိတ်တတွေဖြစ်လာရင်လည်းပဲဘာမှမသိတော့ဘူးတဲ့ဟုတ်တာပေါ့ဒါခါလေအိတ်ရှင်နေအိတ်ရှင်တာပဲသိတယ်ဘာမှကိုမစင်စားခြင်းတော့ဘာမှလည်းမသိဟုတ်လားအေးဒါနံပါတ်3မသိခြင်းရဲ့အကြောင်းနောက်နံပါတ်4မသိခြင်းရဲ့အကြောင်းကဥဒိစ္စကုတ်ကုတ်စစိတ်ရဲ့ပြန့်လွင့်ခြင်းဥဒိစ္စပြုပြီးသားမကောင်းမှုကိုတွေးပြီးတော့ပူတာမပြုရသေးတဲ့ကောင်းမှုနဲ့ပတ်သက်ပြီးတော့တွေးပြီးတော့ပူတာဆိုတဲ့ကုတ်ကုတ်စအဲ့ဒီဥဒိစ္စကုတ်ကုတ်စတည်လည်းပဲမသိခြင်းရဲ့အကြောင်းပြန့်လွင့်ခြင်းပူပန်ခြင်းဖြစ်လာရင်လည်းမသိတော့ဘူး၄ခုရှိပြီနော်နောက်ဝီရှိကိစ္စသို့လောပေါ့လေဘုရားတရားတန်ခါနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာမဆုံးဖြတ်နိုင်ဘူးနော်ဟိုလန်းသွားရမှာလို့ဒီလန်းသွားရမှာလို့ငေးပြီးတော့ရက်ပြီးတော့ခြီတုံချတုံဖြစ်နေတဲ့သဘောဟုတ်လားအဲ့ဒီဝီရှိကိစ္စတည်လည်းပဲမသိခြင်းရဲ့အကြောင်းအဲ့ဒါလိုမြတ်စွာဘုရားကပြောတော့အရှင်ဘုရားတဲ့သိမ့်မှန်တာပဲမသိခြင်းရဲ့အကြောင်းတရားတွေသိမ့်မှန်တာပဲဒီတရား၅ပါးမပြောနဲ့တပါးဖြစ်ရင်တော့မသိတော့အဲ့တော့အရှင်ဘုရားဒီတရားဟာဘာလို့အမိရပါသလဲတဲ့အဲ့ဒါလိုမေးတော့မြတ်စွာဘုရားကမင်းသားတဲ့ဒါကိုနိဝရဏတရားလို့ခေါ်တယ်တဲ့ဘာတရားနိဝရဏတရားနိဝရဏဆိုတာဗမာလိုပြောရရင်တော့မမြင်အောင်ကာကွယ်ထားတာဖုံးပိတ်ထားတာလို့ဆိုလိုတာဟုတ်လားဘာကိုမမြင်အောင်ကာကွယ်ထားတာလဲဆိုတော့အမှန်တရားတွေကိုအကျိုးရှိတဲ့တရားတွေကိုမမြင်အောင်ရှေ့ကနေတကားရွက်ကိုပိတ်လိုက်တယ်လို့မျိုးတစ်ခုခုနဲ့ဖုံးလိုက်တယ်လို့မျိုးဟုတ်လားဖုံးပိတ်ကာကွယ်ပိတ်ဆို့ထားတဲ့သဘောကိုနိဝရဏလို့ခေါ်တာအဲ့တော့ဦးဇင်းတို့ကဒီသုတ်တံမဆုံးသေးဘူးနော်ဟိုသိမြင်ခြင်းရဲ့အကြောင်းကိုမြတ်စွာဘုရားပြောအောင်ပါအခုပြောနေတာကမသိမြင်ခြင်းရဲ့အကြောင်းကိုပြောနေတာနိဝရဏတရား၅ပါးအဲ့ဒါလေးကိုပို့ပြီးတော့ပေးတတ်တို့ရဲ့စိတ်ထဲမှာမှတ်သားသားလေးဖြစ်သွားအောင်ဦးဇင်းကဒီသုတ်တံမဆုံးသေးခင်မှာကြားထဲမှာသုတ်တံတစ်ခုညှက်ပြီးတော့ပြောခြင်းတယ်အဲ့ဒါကဘာလဲဆိုတော့သင်္ကာရဝသုတ်တံသင်္ကာရဝပုံနာမြတ်စွာဘုရားကိုမေးတာကိုအကြောင်းပြုပြီးတော့ဟောထားတာသင်္ကာရဝသုတ်တံလို့ရှိတယ်အဲ့ဒီသုတ်တံတစ်ခုကအထက်အောက်ကလေးပါပဲဦးဇင်းတို့မဟာဝကတန်ယုတ်ပါဠိတော်မှာလာတယ်အဲ့ဒီမှာသင်္ကာရဝပုံနာကမြတ်စွာဘုရားကိုမေးတာဘယ်လိုမေးလဲဆိုတော့ပေတတ်တို့တချို့ကြားဖို့ကောင်းကြားဖို့လိမ့်မယ်ဒီနေရာမှာအလင်းသင်လို့ဦးဇင်းကထည့်ပြအရှင်ဘုရားတဲ့တပည့်တော်တို့ပုံနာတွေမှာဘေးတင်၃ပုံကိုတရစေကြတယ်ရွတ်ဖတ်ကြတယ်ပူဇော်ကြတယ်အဲ့ဒါတပည့်တော်ရဲ့အဖြစ်ပြက်လေးကိုပြောပြအောင်မယ်ဗျာတဲ့တခါတလေတပည့်တော်ဘေးတင်၃ပုံတွေကိုအမြဲတမ်းရွတ်ပြီးတော့ပူဇော်တာပဲဒါပေမဲ့လို့အဲ့ဒါလိုအမြဲမပြတ်ရွတ်နေတဲ့ကြားတွေကအဲ့ဒီဘေးတင်တွေကဘေးတင်ဉာဏ်ပညာတွေကတပည့်တော်ရဲ့စိတ်ထဲမှာထင်းမလာဘူးတဲ့မရွတ်ဘူးဆိုရင်တော့ဘယ်ပြောဝယ်ရရှိမတော့နဲ့မထင်ဘူးတဲ့တခါတလေကြတော့လည်းပဲအဲ့ဒါလိုအဖန်ဖန်ထပ်ထပ်မရွတ်တဲ့ကြားတွေကပဲဒီဘေဒင်သုံးပုံအသိဉာဏ်လေးတွေကထင်းနေပြန်ရောတဲ့ဟောတခါတလေကြတော့စိတ်ထဲမှာအသိဉာဏ်ဖြစ်တယ်
တခါတလေကြတော့စိတ်ထဲမှာအသိဉာဏ်မဖြစ်ဘူးအဲ့ဒါဘာကြောင့်လဲလို့သူကလည်းပဲခုနတုန်းကမင်းသားရဲ့မေကွန်းဆန့်ဆန့်မေးတာပဲနော်မေးတော့အဲ့ဒီပုံနာကိုကြတော့မြတ်စွာဘုရားကဥပမာလေးနဲ့ပြောတယ်ဗျမင်းသားတဲ့ဘေးတင်နေသိဉာဏ်မှာမထင်ချင်းထင်ချင်းရဲ့အကြောင်းတရားကိုငါပြောပြမယ်တဲ့မထင်ချင်းရဲ့အကြောင်းကိုအရင်ပြောမယ်တဲ့အဲ့ဒါကဘာလဲဆိုတော့ခုနတုန်းကပြောတဲ့နံပါတ်1ကာမိစ္ဆန္ဒနိဝရဏကာမဂုဏ်အာယုန်တွေကိုသင်လိုချင်မမောနေပြီဆိုရင်အဲ့ဒါသင်ရဲ့တန်တမှာဘေးတင်ပညာတွေဟာထင်တော့မှမဟုတ်တော့ဘူးတဲ့နော်အဲ့ဒီမှာမြတ်စွာဘုရားတလက်စတဲ့ဥပမာလေးနဲ့ပြောတယ်ဘာနဲ့တူလဲဆိုလို့ရှိရင်တဲ့ဟိုမျက်နှာရိပ်ကိုကြည့်ဖို့အတွက်ရေကွက်ကလေးရေအိုးကလေးချထားတယ်ရေကလေးကငြိမ်နေတယ်အဲ့မှာကိုယ့်မျက်နှာလေးကိုကြည့်ဖို့ပေါ့နော်ဒါပေမဲ့အဲ့ဒီရေထဲမှာဆေးရောင်စုံတွေအဖြူတွေအနီတွေအဝါတွေအပြားတွေဆေးမုတ်ရောင်စုံတွေဖြူထားလိုက်ကိုယ့်ရဲ့မျက်နှာရိပ်ကိုမမြင်ရတော့ဘူးရေကြည်ကြည်လေးပေါ်မှာဘာတွေဖြစ်နေတယ်ဆေးရောင်စုံတွေဆေးမုတ်အရောင်စုံတွေဖုံးတာမမြင်ရတော့အဲ့ဒါလိုပဲတဲ့ကာမိစ္ဆန္ဒဆိုတဲ့និဝရဏပေါ်လာလို့ရှိရင်ဖြစ်လာလို့ရှိရင်ကိုယ့်ရဲ့အကျိုးရှိတာတွေကိုလည်းမမြင်ရတော့ဘူးသူတစ်ပါးအကျိုးရှိတာတွေကိုလည်းမမြင်ရတော့ဘူးဒါကချမ်းသာကြောင်းဒါကဆင်းရဲကြောင်းလို့တက်တက်ကွဲကွဲမသိတော့ဒီကာမကထွတ်မြောက်ရာကိုလည်းမသိတော့ဘာမှမသိတော့ဟုတ်လားရေပေါ်မှာဆေးရောင်စုံတွေဖြူထားလိုက်ရင်မျက်နှာရိပ်ကိုမမြင်ရတယ်လို့အကျိုးရှိတဲ့တရားဆင်းရဲကြောင်းချမ်းသာကြောင်းတွေဘာမှမမြင်ရတော့ဘူးတဲ့ဥပမာမကောင်းဘူးလားကောင်းတယ်ဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ဒီဟူသောရေပြင်ပေါ်မှာကာမိစ္ဆန္ဒဒီဟူသောဆေးရောင်စုံအမှုန့်တွေဖြူထားလိုက်ပြီဆိုရင်အကျိုးရှိတယ်အကျိုးမဲ့တယ်ဘာမှမသိတော့ဟုတ်ရဲ့လားအေးနံပါတ်1အဲ့ဒါဥပမာနောက်နံပါတ်2သင်ရဲ့တန်တံမှာမကြည်နပ်ခြင်းမုန်းတီးခြင်းဆက်ဆုပ်ခြင်းဆိုတဲ့ဖြာပါဒတရားတွေဒေါသတရားတွေဖြစ်လာရင်လေသင်အကျိုးရှိတာတွေအကျိုးမဲ့တာတွေသင်ဘေးတင်နေမြင်မှာမဟုတ်တော့ဘူးတဲ့ဥပမာဘာနဲ့တူလဲဆိုလို့ရှိရင်အဲ့ဒီရေကလေးကပဲဆေးရောင်စုံလေးဖြန်းထားတာတော့မဟုတ်ဘူးသို့တော့အပူပေးလို့ပွက်နေတယ်နော်အပူပေးလို့ဆူပွက်နေတယ်နော်အမြုပ်တစီစီထပြီးတော့ပွက်နေတယ်အဲ့ဒီလိုပွက်နေတဲ့အချိန်မှာလည်းပဲကိုယ့်ရဲ့မျက်နှာရိပ်ကိုမမြင်နိုင်တော့ဘူးသိတဲ့မြင်ရမှာမလားမမြင်နိုင်တော့ဘူးပူလို့ပွက်နေတဲ့ရေရဲ့မျက်နှာပေါ်မှာရေမျက်နှာပြင်ပေါ်မှာကိုယ့်ရဲ့မျက်နှာရိပ်ကိုမမြင်ရသလိုမျိုးဒေါသတွေပြင်းထန်နေတဲ့အချိန်မှာအကျိုးရှိတာတွေအကျိုးမဲ့တာတွေဘာမှမသိတော့ပါဘူးတဲ့ဟုတ်လားမသိတော့ဘူးဆိုမှတော့ဘယ်လိုလုပ်ပြီးတော့ဆက်လက်ပြီးတော့ရှာဖွေနိုင်မှာလဲရှာဖွေနိုင်တော့ဘူးပေါ့ဟုတ်လားအေးနောက်နံပါတ်3သင်ရဲ့တန်တံမှာထိနမိတ်တာဆိုတဲ့အိတ်ချင်ငိုင်မြည်ခြင်းတွေစိတ်ရဲ့လေးကံခြင်းထိုင်မိုင်ခြင်းပြင်းရည်ခြင်းတွေဖြစ်လာလို့ရှိရင်လည်းပဲသင်ဘေးတင်တွေကိုပေါ်တော့မှာမဟုတ်တော့ဘူးနော်ဘာနဲ့ဥပမာတူလဲဆိုလို့ရှိရင်ခုနတုန်းကရေကွက်ပဲရှေးရောင်စုံဖြူတာမဟုတ်ဘူးရေပွက်နေတာမဟုတ်ဘူးသို့တော့သူ့ကြတော့ဘာနဲ့ဥပမာပေးလဲဆိုတော့နော်ရေညှိတွေရေမှော်တွေလွှမ်းနေတယ်နော်ဟိုတခါလေးကံမျက်နှာပြင်ပေါ်မှာစိမ့်လို့ရေညှိတွေရေမှော်တွေဝဲနေတာမြင်မှုမှာပါနော်တခါကြီးမိုင်မြအေးအဲ့ဒါလို့ရေမှော်တွေရေညှိတွေမြှိရှက်နေမယ်ဆိုရင်လည်းပဲကိုယ့်ရဲ့မျက်နှာရိပ်ကိုကြည့်လို့ရပါမလားမရဘူးဟုတ်လားအေးအဲ့ဒါလိုမျိုးရေမျက်နှာပြင်ပေါ်မှာရေညှိတွေရေမော်တွေလွှမ်းနေရင်ကိုယ့်ရဲ့မျက်နှာပြင်ကိုမမြင်ရသလိုမျိုးထိနမိတ်တာတွေလွှမ်းလာရင်လည်းပဲအကျိုးရှိတာတွေအကျိုးမဲ့တာတွေကိုဘာမှမသိတော့ပါဘူးတဲ့အဲ့ဒီအချိန်မှာအသိဉာဏ်မှာဖြစ်သွားတော့ကန်းသွားတယ်ပေါ့ဟုတ်လားဘယ်နှခုရှိပြီလဲ3ခုရှိသွားပြီဟုတ်လားအေးနောက်ဥဒိစ္စကုတ်ကုတ်ဆဟုတ်လားပြန်လွင်ခြင်းပူပန်ခြင်းဆိုတာနောင်တပေါ့နော်မကောင်းတာတွေလုပ်ပြီးတော့နောင်တရတာကောင်းတာတွေမလုပ်လိုက်ရလို့နောင်တရတာဘာမှမကောင်းဘူးသိလားအေးအဲ့ဒါလို့ဥဒိစ္စကုတ်ကုတ်ဆတွေဖြစ်လာရင်လည်းပဲသင်တန်တန်မှာဘေးရင်ညံနေဟာထင်မှာမဟုတ်ဥပမာဘာနဲ့တူလဲဆိုလို့ရှိရင်တဲ့ခုနတုန်းကရေမျက်နှာပြင်မဲ့ထပ်ပြီးတော့ဥပမာပေးတယ်နော်လေတိုက်လို့ရေကလှုပ်နေတယ်တဲ့လှိုင်းလေးထန်နေတယ်ဟုတ်လားအဲ့ဒါလို့လေတိုက်လို့လှုပ်နေတဲ့ရေမျက်နှာပြင်ပေါ်မှာကိုယ့်ရဲ့မျက်နှာရိပ်ကိုကြည့်ရင်မြင်နိုင်မှာမလားမမြင်နိုင်ဘူးအင်မတန်လိုက်ဖက်တာပဲနော်ဥပမာဥပမေယနော်တခါကြီးဒီမိုင်းမြအေးဥဒိစ္စကိုကိုစာပြန့်လွင်ခြင်းပူပန်ခြင်းတွေဖြစ်ရင်စိတ်ရဲ့ဒီမျက်နှာပြင်ဟာဘာဖြစ်နေပြီလို့လှုပ်ရှားနေပြီလှုပ်ခတ်နေပြီနော်အေးပြန့်လွင်မှုတွေနဲ့လှုပ်နေတယ်နောင်တတွေနဲ့ပူပန်ပြီးတော့ရောက်ရက်ခတ်နေတာ
မငြိမ်ဘူးပေါ့နော်မငြိမ်မှတော့ဘလို့လုပ်ပြီးတော့အကျိုးရှိတာတွေအကျိုးမဲ့တာတွေမသိနိုင်တော့ဘူးဟုတ်လားဒါကြောင့်သိကောင်းတဲ့ဥပမာတွေနော်တခါကြီးမိုင်းများနောက်ဆုံးဝီရှိကိစ္စဟုတ်လားသို့လောယုံမတန်တရားတွေနဲ့တွေးတောပြီးတော့ဆုံးဖြတ်ချက်မချနိုင်ဘူးဆိုရင်လည်းပဲသင်မှာဗေဒင်ပညာတွေထင်မှာမဟုတ်ဥပမာဘာနဲ့တူလဲဆိုလို့ရှိရင်တဲ့အဲ့ဒီရေခွက်ကိုအမှောင်ထဲမှာချထားလိုက်တယ်ဘယ်ထဲမှာချထားတယ်အမှောင်ထဲမှာချထားပြီးတော့အနေတွေကလည်းအောက်ကထနေသေးတယ်တဲ့ဟောရေကအမှောင်ထဲမှာချထားပြီးတော့အနေတွေကလည်းထနေတယ်အဲ့ဒါလို့ဆိုလို့ရှိရင်ကိုယ့်ရဲ့မျက်နှာရိပ်ကိုမမြင်နိုင်ဘူးအမှောင်ထဲမှာချထားပြီးတော့အနေထနေတဲ့ရေခွက်ပေါ်မှာကိုယ့်မျက်နှာရိပ်ကိုမမြင်နိုင်တယ်လို့ကိုယ့်ရဲ့စိတ်ထဲမှာဝိရှိကိစ္စတွေလွှမ်းမိုးလာရင်လည်းပဲအကျိုးရှိတာတွေအကျိုးမဲ့တာတွေကောင်းတာတွေမကောင်းတာတွေဘာမှမသိတော့ဘူးလို့မြတ်စွာဘုရားကအဲ့ဒါလိုဥပမာပေးတာဒါကြောင့်ဦးဇင်းတို့ဒီဥပမာလေး၅ချက်ကိုပိဿပေါင်းသူတော်ကောင်းတို့မှတ်သားသင့်တယ်နော်ဆေးမုံပူပွက်ဆေးမုံရဲ့အပူပေးလို့ပွက်နေတာရဲ့ဟုတ်လားလှုပ်ဤလေတိုက်လို့မှောက်ရေညှိမှေးရှက်မှော်ညှိနော်အမော်တွေရေညှိတွေမှေးရှက်နေတယ်လှုပ်ဤလေတိုက်မှောင်၌အနေထအဲ့ဒါလိုလေးဆောင်းပုတ်ကလေးတွေရှိတယ်သိလားအဲ့ဒါလိုမျိုးဆေးရောင်စုံနေပူပေးလို့ပွက်နေတယ်ဟုတ်လားပြီးတော့ဗာလဲရေညှိတွေလွှမ်းနေတယ်နောက်ပြီးတော့လေတိုက်လို့လှုပ်နေတယ်အမှောင်ထဲမှာအမော်တွေအမှုန်တွေထနေတယ်အဲ့ဒါလို့ဆိုရင်မျက်နှာရိပ်ကိုမမြင်ရပါဘူးတဲ့ဟုတ်လားဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့မသိခြင်းမှလည်းပဲအကြောင်းတရားမရှိဘူးလားရှိတယ်နိဝရဏတရား၅ပါးသည်အကျိုးရှိတာတွေကိုသိနိုင်မြင်နိုင်ခြင်းမရှိအောင်ဖုံးကွယ်တဲ့အတွက်ကြောင့်အဝိဇ္ဇာဆိုတဲ့မသိခြင်းခေါင်းဆောင်ကြီးဟာနိဝရဏတရား၅ပါးကြောင့်ဖြစ်တာဟုတ်ရဲ့လားအဲ့ဒါကတော့ဗာလဲမသိခြင်းရဲ့အကြောင်းတရားနောက်ဦးဇင်းတို့မြတ်စွာဘုရားကအဘယမင်းသားကိုဆက်ပြီးတော့ဟောတယ်အဘယသုတ်တံပြန်ရောက်သွားပြီနော်သိမြင်ခြင်းရဲ့အကြောင်းတရားဝိဇ္ဇာပညာရဲ့အကြောင်းတရားသူ့မှာလည်းပဲအကြောင်းရှိတယ်လက်ကားဖြစ်တာမဟုတ်အဲ့ဒီအကြောင်းတရားကဘာလဲဆိုတော့ဘုရှင်တရား9ပါးကိုမြတ်စွာဘုရားအဲ့ဒီမှာဟောတာဟုတ်လားဘုရှင်9ပါးဆိုတော့ဘယ်ကစမယ်တတိကစမယ်နော်တတိတံဘုရှင်တဲ့အာယုန်ဒီသဘောတရားတွေကိုတတိနဲ့ဖြစ်ဆဲမှာအမှန်တိုင်းသိမြင်နေတယ်ဆိုလို့ရှိရင်အမှန်တိုင်းဂရုစိုက်လို့သိတယ်မြင်တယ်ဆိုရင်အဲ့ဒါပါလေတတိနော်အဲ့ဒါတတိတံဘုရှင်နော်အဲ့ဒီတတိဖြစ်လို့ရှိရင်အဲ့ဒါဝိဇ္ဇာဆိုတဲ့ဉာဏ်သိချပေါက်ဖြစ်မယ်နော်ဒါကြောင့်တတိပဋ္ဌာန်တရားတွေမြတ်စွာဘုရားမညွှန်ကြားဘူးလားရုပ်ဖြစ်တိုင်းသိခံစားချက်တွေဖြစ်မှန်းဖြစ်တိုင်းသိကိုယ့်ရဲ့ရုပ်သဘောတွေနော်သဘောတဘာဝအမှန်တွေကိုအမှန်အတိုင်းဉာဏ်ဝမှာပေါ်လာအောင်တတိကအာယုံကိုထင်ရှားအောင်ယူပေးတာနော်တကယ်ကြီးမှမြတ်သူအရေးကြီးတယ်အရေးကြီးလို့သူ့ကိုထိတ်ဆုံးကတတ်ထားတာနော်ကြည့်ရင်မြင်တာပေါ့ဗျာဒါယူလေးဟုတ်လားကြည့်ရင်မြင်တာပေါ့ကြည့်တယ်ဆိုတာအဲ့ဒါတတိကိုဦးဇင်းတို့အကျဉ်းပြင်းလေးပြောကြည့်တာဟုတ်လားအာယုန်တွေကိုထင်ရှားအောင်ပေါ်လာအောင်ပုံဖော်ပေးတာတတိကဟုတ်လားပူသလားအေးသလားဘာတွေတွေးနေသလဲယုံညံ့တာလားမြင့်မြတ်တာလားစိတ်ထဲမှာဆင်းရဲနေလားချမ်းသာနေလားသဘောတဘာဝတွေကိုရှုပ်ထွေးပြီးတော့အများကြီးမရှိဘူးလားရှိတယ်အဲ့ဒါတွေစိတ်မပြတ်နဲ့များလို့များစိတ်မပြတ်နဲ့နော်အဲ့ဒါကိုမြင်အောင်ကြည့်နေတယ်ဆိုဘာခေါ်မလဲတတိတန်ဖိုးရှင်အဲ့ဒီတတိတန်ဖိုးရှင်သည်သိခြင်းမြင်ခြင်းဝိဇ္ဇာရဲ့အကြောင်းတရားတတိတွေသာဖြစ်အောင်များလို့တဖြည်းဖြည်းနဲ့ဉာဏ်တွေကရှင်းကျက်လာပါအဲ့ဒါတတိတန်ဖိုးရှင်ပေါ့နော်နောက်ဒုတိယဓမ္မဝိရှယတန်ဖိုးရှင်ဓမ္မဝိရှယတန်ဖိုးရှင်ဆိုတာကဘာပြောတာလဲဆိုသဘာဝတရားတွေသဘောတရားတွေကိုခွဲခြမ်းဝေဖန်ပြီးတော့နားလေတာတရားကိုကောက်ရင်တော့သူကအသိဉာဏ်ပါပဲအဲ့ဒါလိုသဘောတရားတွေကိုခွဲခြမ်းဝေဖန်ပြီးတော့နားလေတဲ့ဓမ္မဝိရှယတန်ဖိုးရှင်ဒီပင်လေနောက်အသိဉာဏ်တွေကိုဖြစ်စေတဲ့အတွက်ကြောင့်သူဒီလည်းပဲအသိရဲ့အကြောင်းတရားတစ်ခုပဲတဲ့ဟုတ်လားအသိကလည်းသူက level အဆင့်မျိုးရှိတာဟုတ်ဗျဟုတ်လားအဲ့တော့ဘေးတတော်ကကြားဖို့ပါတယ်ရုပ်တွေကလည်းဖောက်ပြန်နေတာစိတ်တွေနံနေဆိုတာကလည်းပဲအမြဲတမ်းတိပြီးတော့ပျက်စီးသွားတာလို့ကြားဖို့တယ်မို့လားအဲ့ဒါကိုကိုယ်တိုင်သဘောပေါက်အောင်ခွဲခြမ်းဝေဖန်ပြီးတော့နားလည်အောင်ကြိုးစားနေရင်အဲ့ဒါ
ဓမ္မဝိရှယတန်ဖိုးစဉ်သဘောတရားတွေကိုခွဲခြားစိတ်ဖြာဝေဖန်တာဟုတ်လားဉာဏ်ရဲ့အလုပ်ပေါ့နော်အေးအဲ့ဒီဓမ္မဝိရှယတန်ဖိုးစဉ်ဖြစ်ရင်လည်းပဲဉာဏ်ပညာဆိုတဲ့အသိဉာဏ်တွေဖြစ်မှာပဲတဲ့ဟုတ်လားအေးနောက်တတိယတန်ဖိုးစဉ်ကဝီရိယတန်ဖိုးစဉ်ဒီသိဘာတန်ဖိုးစဉ်ဝီရိယတန်ဖိုးစဉ်ခုနတုန်းကတတိနဲ့ပညာတွေကိုထက်ချီတလဲလဲဖြစ်အောင်ကြိုးစားတာအမြင်ပြတ်မသွားအောင်ဝရိယနဲ့ထောက်ကန်ပြီးတော့ကြိုးစားနေတာတတိတွေအမြင်ပြတ်မသွားအောင်တတိတွေအဆက်ပြတ်မသွားအောင်ဉာဏ်ပညာတွေအဆက်ပြတ်မသွားအောင်နောက်ကနေပြီးတော့ထောက်ကန်ပြီးတော့နောက်ကနေခွန်အားအတည့်ရဲ့အနေနဲ့တွန်းအားပေးနေတာကဘာစုလဲဝီရိယအဲ့ဒီဝီရိယသည်လည်းပဲအသိဉာဏ်ပညာဖြစ်ခြင်းရဲ့အကြောင်းတရားဦးဇင်းတို့အသေးစိတ်ရှင်းချိန်မရှိလို့နော်တခါကြီးမိုင်များဝရိယသည်လည်းပဲအသိဉာဏ်ဖြစ်ခြင်းရဲ့အကြောင်းတရားဘုဇင်တရားဘယ်နှပါးရှိပြီတော့၃ပါးရှိပြီနော်တတိထားတယ်မှန်မှန်ကန်ကန်သိမြင်တယ်အဲ့ဒါတွေပြတ်မသွားအောင်လုံလဝရိယနဲ့ကြိုးစားနေတယ်အဲ့ဒါလိုကြိုးစားပါများတော့စိတ်ထဲမှာထိုက်တဲ့ကိလေသာတွေငြိမ်းတော့ပီတိဆိုတဲ့နှစ်သက်ဝမ်းမြောက်တဲ့သဘောလေးတွေကဖြစ်လာဒါကသူကရှောင်လွဲလို့မရဘူးနော်အေးတတိတမာရီတွေတတိတွေပညာတွေဝရိယတွေဖြစ်အောင်လုပ်လို့ရှိရင်ဘာဖြစ်လာမလို့ပီတိဆိုတာဖြစ်လာမယ်နော်သဘောကျနေတာထိုင်တာရှိပြီးတော့စိတ်ထဲမှာနှစ်သက်ကြည်နူးတဲ့သဘောလေးတွေဖြစ်လာတာအဲ့ဒီပီတိကိုလည်းပဲပွားအောင်များအောင်ကြိုးစားရမှာသူလည်းပဲလိုလားအပ်တဲ့တရားဗျနော်တခါဒီမှာမြတ်အဲ့ဒီပီတိကလည်းပဲဉာဏ်ပညာကိုဖြစ်ဖို့အတွက်အကျိုးကျေးဇူးပြုတယ်သူကခွန်အားတရပေါ့ဩတရားဆိုတာတကယ်ချမ်းသာတာပါလားလို့ဘာဖြစ်မလို့အားတွေဖြစ်ပြီးတော့အသိဉာဏ်ပညာတစ်မျိုးတိုးတက်စေမယ်ဟုတ်ရလားအေးဒါကြောင့်ပီတိတန်ဖိုးစဉ်ကိုလည်းဝါများရဘယ်နှခုရှိပြီ၄ခုရှိပြီအဲ့ဒါလိုပီတိတွေဖြစ်ပါများလာရင်နောက်ပတ္တတိတန်ဖိုးစဉ်ဆိုတာဆက်ပြီးတော့ဖြစ်မယ်ပတ္တတိဆိုတာစိတ်ရဲ့အေးချမ်းခြင်းကိုယ်ရဲ့အေးချမ်းခြင်းဟုတ်လားပီတိဖြစ်တာတွေများလာရင်စိတ်နှလုံးလည်းပဲအလိုလိုအေးလာတယ်ခန္ဓာကိုယ်လည်းအေးလာတယ်တချို့တရားသမားတွေရင့်ကျက်တဲ့ပုဂ္ဂိုလ်တွေပြောတန်ကြားဘူးတယ်နောက်ပတ္တတိတွေဖြစ်ပါများလာရင်ခန္ဓာကိုယ်ကိုစမ်းကြည့်ရင်တော့အေးနေတယ်တဲ့ဟုတ်လားဒါလေးတွေကိုလက်တွေ့ခံစားခွင့်ရအောင်မလုပ်သင့်ဘူးလားလုပ်သင့်တယ်အဲ့ဒါလိုမျိုးပတ္တတိကိုယ့်ရဲ့အေးချမ်းခြင်းစိတ်ရဲ့အေးချမ်းခြင်းဆိုတဲ့အေးချမ်းခြင်းတရားကလည်းပဲပွားများရမယ့်သဘောတရားတစ်မျိုးသူဒီလည်းပဲအသိဉာဏ်ကိုအများကြီးဖြစ်စေတယ်ဘယ်နှပါးရှိပြီတော့၅ပါးရှိပြီအေးအဲ့ဒါလိုမျိုးပီတိတွေပတ္တတိတွေဖြစ်လာရများလာပြီဆိုရင်တမာဓိတန်ဖိုးစဉ်ဆိုတာဖြစ်လာတယ်ဟုတ်လားတမာဓိဆိုတာဘာလဲတည်ငြိမ်တဲ့သဘောတရားဟုတ်လားဦးဇင်းတို့ဒီလောက်ပဲရှင်းပြနိုင်ပါနော်တည်ငြိမ်တဲ့သဘောတရားအာတခုတည်းသောအာယုံမှာစိတ်ကတည်ကြသွားတယ်ငြိမ်သွားတယ်လို့ပဲအကြံဉာဏ်ပြောကြပါစို့ဟုတ်လားအဲ့ဒါလို့တမာတိဖြစ်လာရင်လည်းပဲတမာဟိတောဘိက္ခဝေယထာဘူတံပဇာနာတိဆိုတဲ့အတိုင်းတည်ငြိမ်ရင်အမှန်အတိုင်းသိတယ်ဆိုတာကဖြစ်လာတာပဲသူလည်းပဲဉာဏ်ပညာရဲ့အကြောင်းတရားတစ်ခုဟုတ်ရလားအေးနောက်ဆုံးကပါလဲဆိုတော့ဥပေက္ခတန်ဖိုးစဉ်ဟုတ်လားအေးချမ်းသာလို့လည်းပဲစိတ်မတက်ဆင်းရဲလို့လည်းပဲစိတ်မပြဲအလေအလတ်သဘောလေးတွေပေါ့နော်အေးဥပေက္ခတန်ဖိုးစဉ်နော်သူကတော့အဆင့်အမြင့်ဆုံးတရားပေါ့ဗျာဟုတ်လားအဲ့ဒါလို့တရားအထုတ်တဲ့နေရာမှာလည်းပဲသူကသူအလိုက်အထိုက်ကလေးသိလည်းပဲကြိုးစားရတဲ့သဘောမရှိဘဲနဲ့ဟုတ်လားတရားရဲ့စွမ်းအားလျော်စွာဓမ္မဗျာပါဒဘက်ကိုသူကတက်ရောက်သွားတဲ့သဘောပေါ့နော်အစတုန်းကတော့ကိုကအားထုတ်ရတဲ့ပုဂ္ဂလဗျာပါဒပေါ့ဟုတ်လားနောက်တော့တရားတွေကရင့်ကျက်လာတော့ဓမ္မဗျာပါဒတရားသဘောကကိုပဲသူသိတရားရှိတာကိုဆက်ပြီးတော့သိသွားတဲ့သဘောလေးပေါ့ဟုတ်လားအေးအဲ့လိုမျိုးအခြေအနေဆက်ရောက်လာပြီဆိုရင်ဒါဥပေက္ခတန်ဖိုးစဉ်တွေရင့်ကျက်နေတယ်လို့ပြောလို့မရဘူးလားရတယ်အဲ့ဒီဥပေက္ခတန်ဖိုးစဉ်ဒီလည်းပဲပွားများတဲ့ပွားများထိုက်တဲ့သဘောတရားတစ်ခုသူဒီလည်းပဲအသိဉာဏ်ရဲ့အကြောင်းတရားပါတဲ့ဘယ်နှပါးရှိသွား9ပါးရှိသွားပြီနော်အေးအဲ့ဒါလို့တတိဓမ္မဝိရှယဝေရိယပီတိပတ္တတိတမာတိဥပေက္ခသူအစဉ်အတိုင်းလေးသွားတာနော်တခါကြီးမိုင်များအေးအင်မတန်လဲစိတ်ဝင်စားစရာကောင်းပါတယ်ဟုတ်လားပြင်ဘက်ဒီမှာစိတ်ဝင်စားစရာရှိတာလို့မအောင်မိနဲ့တကယ်စိတ်ဝင်စားစရာအကောင်းဆုံးကကိုယ့်ရဲ့ခန္ဓာကိုယ်ဟာစိတ်ဝင်စားစရာအကောင်းဆုံးပဲစိတ်တွေအမျိုးမျိုးဖြစ်တယ်
အမျိုးမျိုးဖြစ်တဲ့စိတ်တွေအတွေးတွေကိုအခြေခံပြီးတော့ခံစားချက်တွေကလည်းအမျိုးမျိုးဖြစ်တယ်အဲ့ဒီခံစားချက်အမျိုးမျိုးတွေကိုပဲအခြေခံပြီးတော့တုံ့ပြန်မှုတွေအမျိုးမျိုးဖြစ်တယ်ဟုတ်လားချမ်းသာရင်ချမ်းသာလို့ဆင်းရဲဆင်းရဲလို့တုံ့ပြန်မှုတွေအမျိုးမျိုးဖြစ်တယ်နော်အဲ့ဒီတုံ့ပြန်မှုတွေအမျိုးမျိုးတွေကိုပဲအကြောင်းပြုပြီးတော့ဟာဆင်းရဲတာတွေချမ်းသာတာတွေကတစ်ခါထပ်ဖြစ်ပြန်ရောမှားယွင်းယွင်းတုံ့ပြန်မိရင်ဒုက္ခတွေတဲ့ခြားခြားလဲသွားတာဗျနော်အေးမှန်မှန်ကန်ကန်တုံ့ပြန်မိရင်ချမ်းသာတာဆက်ပြီးတော့မလာပေဘူးလားလာတယ်အဲ့တော့ဘဝဆိုတာကိုတုံ့ပြန်မိတာတွေကိုပဲပြန်ပြီးတော့ဖြည့်ရှင်းရတဲ့သဘောရှိတယ်လို့ထင်တယ်ဟင်ဒကာကြီးဒီမကြီးများအေးဒါကြောင့်ကို့မှာဘာတွေဖြစ်နေတယ်လဲကို့အကြောင်းကိုသိမြင်နားလည်ဖို့အင်မတန်အရေးကြီးတယ်လို့ထင်တယ်ဟုတ်လားဆိုလိုတာကဒီခန္ဓာကိုယ်ကြီးမှာစိတ်ဝင်စားစရာတွေအများကြီးရှိတယ်ဝင်စားလို့ကိုမဆုံးနိုင်ဘူးဒါကြောင့်သူတော်ကောင်းကြီးတွေကြတော့ဒီခန္ဓာကိုယ်ရဲ့အကြောင်းကိုသိမြင်နားလည်သွားတော့ကျန်တာတွေကိုစိတ်ဝင်စားမှုတွေလျော့မသွားဘူးလားလျော့သွားတယ်နော်ဒါကိုစိတ်ဝင်စားနေရတာကိုကဉာဏ်တွေတဆင့်ပြီးတဆင့်တိုးပြီးတော့ဆင်းရဲတွေတဖြည်းဖြည်းနဲ့နည်းပြီးတော့ချမ်းသာတွေတဖြည်းဖြည်းနဲ့ကြီးပြီးတော့လမ်းကြောင်းမှန်ဖို့ကိုရောက်သွားတာဟုတ်လားဒါကြောင့်ဦးဇင်းတို့တတိပဋ္ဌာန်ကျင့်စဉ်တို့မဂ္ဂင်ကျင့်စဉ်တို့ဘုဇင်ကျင့်စဉ်တို့ဆိုတာတကယ်စင်စစ်အတူဆုံးစကလုံးနဲ့ပြောရရင်ကိုယ်ခန္ဓာကိုယ်အကြောင်းကိုသိမြင်နားလည်တဲ့အလုပ်ကိုကြိုးစားပြီးတော့လုပ်နေတာပါပဲဟုတ်လားအေးရုပ်ပိုင်းဆိုင်ရာဘာဖြစ်နေလဲစိတ်ပိုင်းဆိုင်ရာဘာဖြစ်နေလဲခံစားမှုဝေဒနာတွေဘာဖြစ်နေလဲသိအောင်လုပ်တာသူတို့ဘာလဲဒါတွေဖြစ်လာတော့ဘာတွေလို့ပြန်ပြီးတော့တုံ့ပြန်တယ်လဲဟုတ်ရဲ့လားအေးအဲ့ဒါလိုမျိုးဘုဇင်တရားတွေကိုပွားများမယ်ဆိုရင်ဘာတွေဖြစ်လာမယ်ဉာဏ်ပညာတွေဖြစ်လာမယ်တဖြည်းဖြည်းနဲ့ဉာဏ်တွေကကြီးလာမယ်နောက်ဆုံးဒီဘုဇင်တရားတွေကိုပွားများလာရင်နိဗ္ဗာန်တန်မောဟဆိုတဲ့နိဗ္ဗာန်ကိုမမြင်အောင်ဖုံးကွယ်ထားတဲ့အဝိဇ္ဇာအမိုက်တိုက်အမှောင်တိုက်ကြီးတောင်ပြောင်းပြီးတော့နိဗ္ဗာန်ပฏิဝေဒဆိုတဲ့ဉာဏ်အဆင့်ကိုတောင်ရောက်မသွားပြီဘူးလားရောက်သွားနိုင်တယ်ဟုတ်လားဒါကြောင့်ဒီဘုဇင်တရားဆိုတာကပေတပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့အသိစိတ်ကလေးနဲ့တစ်လုံးလောက်ပြောကြည့်မယ်နော်ဘုဇင်ကဆိုတာဘောဓိအင်္ဂဆိုတဲ့စကားလုံးကနေဆင်းသက်လာတာဗါတဲ့ဘောဓိအင်္ဂဘောဓိဆိုတာမဲ့ဉဏ်ကိုပြောတာမဲ့ဉဏ်ဆိုတာနိဗ္ဗာန်ကိုမြင်တာကိုမဲ့ဉဏ်လို့ခေါ်တာသစ္စာလေးပါးကိုထွန်းထွန်းသိတာကိုမဲ့ဉဏ်လို့ခေါ်တာအဲ့ဒီမဲ့ဉဏ်ကိုဘောဓိလို့ခေါ်တယ်နော်နောက်ဘောဓိအင်္ဂဆိုတာကအစိတ်အပိုင်းအတောင်အလက်အသင်းအပင်းပေါ့နော်ဒါလေဒီစရောကြီးရဲ့ဟောဟာတာတွေဥစဉ်ယူပြီးတော့ပြောနေတာမဲ့ဉဏ်ရဲ့အင်္ဂါအစိတ်အပိုင်းအသင်းအပင်းအဖွဲ့ဝင်တွေလို့ပြောကြပါစို့ဗျာဟုတ်လားဒီအင်္ဂါရက်တွေပြည့်စုံလာရင်မဲ့ဉဏ်ဆိုတာဖြစ်မှာဟုတ်လားဒါကြောင့်ဘောဓိအင်္ဂါဘုဇင်္ဂနော်အေးမဲ့ဉဏ်ရဖို့အတွက်အဖွဲ့အစည်းအသင်းအပင်းအင်္ဂါအစိတ်အပိုင်းနော်စပွဲတစ်လုံးဖြစ်ဖို့အတွက်အခင်းလိုမယ်ခြေထောက်တွေလိုမယ်အဲ့ဒီခြေထောက်တွေကိုစေရွေးတွေနဲ့ဆွတ်ထားတဲ့ဘောင်းတွေလိုမယ်အဲ့ဒါတွေအကုန်လုံးပြည့်စုံမှစပွဲလို့ဖြစ်လာတာမဟုတ်လားသူ့ရဲ့အင်္ဂါတွေစုံမှစပွဲဆိုတာဖြစ်လာတာအဲ့လိုပဲဘုဇင်တရားတတိတွေပညာတွေဝရိယတွေပီတိတွေပတ္တိတွေတမာတိတွေဥပိ္ပခာတွေဆိုတဲ့အင်္ဂါအစိတ်အပိုင်းတွေစုံပြီးတော့ပွားများပါများလာရင်နောက်ဆုံးမဲ့ဉဏ်ဆိုတာဖြစ်လာပါဟုတ်လားဒါကြောင့်အင်မတန်လေးနဲ့တယ်နော်ဒီတရားတွေကဟုတ်လားအေးအတိဉာဏ်ပညာကိုဖြစ်ချင်လို့ရှိရင်ဘုဇင်ကိုပြည့်စုံအောင်ပွားများရမယ်ဘုဇင်သည်အတိဉာဏ်ဖြစ်ခြင်းရဲ့အကြောင်းတရားဟုတ်လားနောက်ဆုံးနိဗ္ဗာန်ကိုမြင်တဲ့အတိဉာဏ်ကြီးကိုရအောင်တောင်မှဒီဘုဇင်တရားကဖန်တီးမပေးဘူးလားဖန်တီးပေးမယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒီဘုဇင်တရားကိုမြတ်စွာဘုရားကဟောတော့ဒီ9ပါးကိုဘုဇင်ဆိုတဲ့နာမည်တက်ပြီးတော့ပြောတော့အဲ့ဒီအဖေယမင်းသားကအရှင်ဘုရားဒီဒေသနာတော်ကဘယ်အမည်ရှိပါသလဲဖေယမင်းသားဒါဘုဇင်လို့ခေါ်တယ်တနည်းအားဖြင့်ဘောဓိအင်္ဂသိမြင်ခြင်းရဲ့အင်္ဂါအစိတ်အပိုင်းတွေလို့ပြောကြပါစို့ဗျာအကြံမြင်ပြောရရင်ဟုတ်လားအဲ့လိုပြောတော့မင်းသားကမှန်ပါဗျာမြည်တိုက်ပါတယ်ဘုဇင်ဆိုတဲ့အမည်ကိုအဲ့ဒီတရားတွေဟာရှားတိုက်ပါတယ်တဲ့တတိတွေဓမ္မဝိဆရာတွေဝရိယတွေပီတိပတ္တိတမာတိဥပိ္ပခာတွေဟာဘုဇင်ဆိုတဲ့အမည်ကိုဗါတဲ့တော့ရှားတိုက်ပါတယ်တဲ့သိမြင်ခြင်းရဲ့အကြောင်းတရားတွေပေါ့ဟုတ်လားအေးအဲ့ဒါလိုလျှောက်ပြီးတော့အဲ့ဒီမင်းသားကမြတ်စွာဘုရားကိုဘာလျှောက်သေးလဲဆိုတော့ဏိဂုံးချုပ်အရှင်ဘုရားတဲ့တပည့်တော်ဒီခေရှကုတ်တောင်ကြီးပေါ်ကိုမောမောပန်းပန်းတက်လာရတာတက်လာရကျိုးနှက်ပါတယ်ဘုရားတဲ့ဟောအဲ့ဒါလိုလေးပြောတာနော်တခါယူမိုင်းများဒီတောင်ကြီးပေါ်ကိုဗါတဲ့တော့တက်လာရကျိုးနှက်ပါတယ်တဲ့တပည့်တော်သိခြင်းရဲ့အကြောင်းတရားကိုလည်းသိရတယ်ဘ
မသိခြင်းရဲ့အကြောင်းတရားကိုလည်းသိရတယ်ဘာလို့ဆိုဒါကိုသိရတာကအင်မတန်အရေးပါတယ်ဗျဘာဖြစ်လို့လဲဆိုတော့သိခြင်းမသိခြင်းသည်အင်မတန်အရေးပါတဲ့တရားတွေဖြစ်နေလို့ပဲဟုတ်ရဲ့လားအေးဒါကြောင့်ဘေးသားပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့တရားဟောတာအချိန်လဲစိတ်နေပြီဟုတ်လားအေးဒီကနေ့လေးနှစ်တာလေးတွေကြီးဦးဇင်းပြောလိုက်တယ်နော်အေးဦးဇင်းတို့ပြောခဲ့တဲ့တရားတွေကိုပြန်ပြီးတော့ချုပ်ကြည့်ရအောင်နော်လောကကြီးမှာဆင်းရဲတာတွေရှိပါတယ်ချမ်းသာတာတွေရှိပါတယ်နော်တန်တရားထဲမှာလေနေရတာရှိပါတယ်တန်တရားကလွတ်မြောက်သွားတဲ့လူတွေကမရှိဘူးလားရှိတယ်နော်နှစ်ပိုင်းရှိတယ်နော်အေးအဲ့ဒီမှာဦးဇင်းတို့အခြေခံလေးအရင်ပြောမယ်ဆိုရင်တော့ဆင်းရဲတာရှိတယ်ချမ်းသာတာရှိတယ်ဆင်းရဲတာတွေကိုပါပဓာတ်တွေကမကောင်းတဲ့အကုသိုလ်တွေကဖန်တီးတယ်ဟုတ်လားအဲ့ဒီပါပဓာတ်တွေမကောင်းမှုတွေမှာခေါင်းဆောင်ကြီးရှိပါတယ်အဝိဇ္ဇာဆိုတဲ့မသိမှုဘာကိုမသိတာလဲကံကိုမသိတာဓမ္မကိုမသိတာအကြောင်းတရားကိုမသိတာလက္ခဏာကိုမသိတာနောက်ဆုံးနိဗ္ဗာန်ကိုမသိတာဟုတ်လားအဲ့ဒါလို့မသိမှုနဲ့အင်မတန်ကျေပြန့်တဲ့အဝိဇ္ဇာဆိုတဲ့မောဟတရားကမကောင်းမှုပါပဓာတ်တွေကိုခေါင်းဆောင်နေဟုတ်လားအေးအဲ့တော့ဆင်းရဲတဲ့အုပ်စုကြီးတစုပေါ့နော်ခေါင်းဆောင်ကြီးတူဟုတ်လားအေးပြီးတော့ဒီဘက်ကချမ်းသာတဲ့အုပ်စုရှိတယ်အစသအရာရာပေါ့နော်အဲ့ဒီချမ်းသာမှုတွေအစဉ်ပြေမှုတွေကြတော့ဘယ်သူကဖန်တီးတယ်ကောင်းမှုဆိုတဲ့ကလျာဏဓာတ်တွေကဖန်တီးတယ်အဲ့ဒီကောင်းမှုတွေကလျာဏဓာတ်တွေမှာလည်းခေါင်းဆောင်ရှိတယ်အဲ့ဒါဘာလို့ဆိုတော့ဝိဇ္ဇာအတိညာပညာဟုတ်လားအေးအဲ့ဒီအတိကဘာတွေတုံးဆိုတော့ကံတရားတွေကိုသိမြင်တယ်ဟုတ်လားဓမ္မတက်တက်ပဲရှိတယ်လို့သိတယ်အကြောင်းတရားတွေကိုသိမြင်တာလေအကြောင်းကြောင့်ဖြစ်တာလို့သိတယ်နောက်ပြီးတော့မမြဲဆင်းရဲအဆိုးမရဘူးဆိုတဲ့ရုပ်တရားနံတရားတို့ရဲ့လက္ခဏာတွေကိုလည်းသိတယ်အဲ့ဒါတွေကိုသိမြင်အောင်ကြိုးစားပါများတော့နောက်ဆုံးသူကနိဗ္ဗာန်ပရိဝေဒနိဗ္ဗာန်ကိုတောင်ထိုးထွင်းပြီးတော့သိသွားမယ်ဆိုရင်တော့ကလျာဏတ္တကလျာဏတ္တတွေအထွတ်အထိပ်ရောက်ပြီးတော့တကယ်ချမ်းသာစိတ်ကိုမရဘူးလားရတယ်ဟုတ်လားဒါကြောင့်ချမ်းသာခြင်းအာလုံးကိုကောင်းမှုကဖန်တီးတယ်ကောင်းမှုအာလုံးကိုဝိဇ္ဇာကခေါင်းဆောင်တယ်ပိဋကရဲ့နောက်လိုက်ကလေးတွေလည်းမမေ့နဲ့နော်အေးအဝိဇ္ဇာမှာလည်းနောက်လိုက်ရှိတယ်အရှက်အကြောင်းမရှိခြင်းဆိုတဲ့အဟိရိကအနုတ္တပကနောက်လိုက်အတိညာမှာလည်းနောက်လိုက်ရှိတယ်ရှက်ခြင်းကြောက်ခြင်းဘာကိုရှက်တာလဲမကောင်းတာလုပ်ရပြောရမှာကိုရှက်တာဟုတ်လားဘာကိုကြောက်တာလဲမကောင်းတာတွေလုပ်ရပြောရမှာတွေးရမှာကိုကြောက်တာသူ့အတွဲလေးနဲ့သူ့အုပ်စုနဲ့သူမရှိဘူးလားရှိတယ်အဲ့ဒါကိုပေးသက်ပေါင်းသူတော်ကောင်းတို့ကသာသနာတွင်သာပြီးဟုတ်လားအေးတန်တရားထဲမှာကျင်လဲနေကြရတယ်ဆိုတဲ့ဆင်းရဲတရားတွေဒီကဓမ္မတို့ဥရှင်တို့ပုထုရှင်တွေမှာမရှိဘူးလားရှိတယ်။အိုခြင်းနာခြင်းသေခြင်းတွေရှိတယ်။လောကဓာတ်တွေကိုရင်ဆိုင်ရင်းနဲ့ဆိုရင်ရတာပူဆွေးရတာမရှိဘူးလားရှိတယ်။တကယ်စင်စစ်ဘဝတန်တရားထဲမှာကျင်လည်ရတယ်ဆိုတာဒုက္ခတွေကြီးဖြစ်နေတာကိုကသာမသိလို့သာမသိတာလေ။အေးအဲ့တော့ဒုက္ခဆိုတာဘာလဲဆိုတော့ဘဝတဖန်ထပ်ပြီးတော့ဖြစ်နေရတာဟာတကယ်ကတော့ဒုက္ခပဲ။တကယ်ချမ်းသာစစ်ဆိုတာဒီဘဝတန်တရားချုပ်ငြိမ်းမှနော်ဘဝတန်တရားကလွတ်မြောက်မှချမ်းသာစစ်ကိုရမှာဒါကသာသနာတော်ကိုအမိပြုပြီးတော့သိရမြင်ရတဲ့အသိမြင်ပေါ့နော်အေးအဲ့တော့ဘဝဖြစ်နေရင်ဆင်းရဲဖြစ်နေမယ်ဘဝချုပ်မှဆင်းရဲချုပ်မယ်အဲ့ဒါလို့ဘဝကိုဖြစ်စေတဲ့ဘဝဆင်းရဲကြီးကိုဖြစ်စေတာလည်းပဲဒီအဝိဇ္ဇာကောင်းဆောင်မယ်နော်ဘဝတန်တရားကိုကောင်းတယ်လို့သူကလွယ်လွယ်မှားမှားအသိပေးလိုက်တာပေါ့ဗျာဦးဇင်းတို့အရက်လို့နားလဲအောင်ပြောရရင်ဘဝတန်တရားကြီးဖြစ်နေရတာကိုကောင်းတယ်လို့လွယ်လွယ်မှားမှားအသိပေးလိုက်တော့ကောင်းတယ်ဆိုရင်ရခြင်းကြစုဟေးဆိုတော့တဏှာဆိုတဲ့သဘောတရားမလားဘူးလားအဲ့ဒီတဏှာကအလကားဖြစ်တာလားမဟုတ်ဘူးအဝိဇ္ဇာကြောင့်တဏှာဖြစ်ရဟုတ်လားအဲ့ဒီအဝိဇ္ဇာကြောင့်ဖြစ်ပေါ်လာတဲ့တဏှာအဲ့ဒီလိုကိုင်းကောင်းတယ်ဆိုရင်ရခြင်းကြစုဆိုပြီးတော့ရခြင်းလိုက်တော့ဘဝတွေထပ်ပြီးတော့မရဘူးလားရတယ်တဏှာကြောင့်ဘဝရတာအဲ့ဒီတဏှာကလည်းအဝိဇ္ဇာကြောင့်ဖြစ်တာဒါကြောင့်အဝိဇ္ဇာနဲ့တဏှာကိုတန်တရားကြီးရဲ့ရေတောင်းမြစ်နှစ်ချောင်းလို့မဟုတ်ဘူးလားဟောတယ်ဟုတ်ရလားသူလည်းပဲအဝိဇ္ဇာကောင်းဆောင်တာပဲနော်အေးနောက်အရိယာပုဂ္ဂိုလ်ကြီးတွေကြတော့နိဗ္ဗာန်ကိုသိမြင်ထိုးထွင်းနားလည်ပြီးတော့ဘဝတန်တရားဟာဒုက္ခသစ္စာလို့သိသွားတော့တဏှာလောဘတွေမချုပ်ဘူးလားချုပ်တယ်ပထမအစဉ်သိတော့ဝိသိကိတက္ကာယဒိဋ္ဌိနဲ့ဝိသိကိစ္စချုပ်တယ်ဟုတ်လားနောက်ကြတော့ပါသွားတယ်တဂရကံပေါ့နော်နောက်ဖြာပါဒနဲ့ကာမရာဂချုပ်သွားတော့အနာဂံဖြစ်တယ်
နောက်အဝိဇ္ဇာတဏှာအကုန်လုံးချုပ်သွားတော့ယဟန္တာဖြစ်တယ်လို့မခေါ်ဘူးလားအေးအဲ့ဒါလို့အကြောင်းတရားတွေချုပ်သွားတော့ဘဝတန်တရားဒုက္ခတွေဟူသောအကျိုးတရားတွေလည်းမချုပ်ဘူးလားချုပ်တယ်ဟောပိဿပေါင်းသူတော်တို့စဉ်းစားတော့တရားကဒါအလေးဆုံးအပိုင်းပါပဲဟုတ်လားအေးဘဝဝဆင်းရဲကြီးဖြစ်နေတာဒီအဝိဇ္ဇာနဲ့တဏှာကြောင့်ဟုတ်လားဘဝဝဆင်းရဲကြီးချုပ်သွားတာဒီအဝိဇ္ဇာတွေတဏှာတွေချုပ်သွားလို့အဝိဇ္ဇာနဲ့တဏှာမှာလည်းပဲဘယ်သူကအခရာလဲအဝိဇ္ဇာကအခရာဟုတ်လားသူကမသိလို့ကိုကလိုချင်ရတာကိုသိရင်လိုချင်မအောင်မလားမလိုချင်ဘူးဟုတ်လားတဏှာဆိုတာအဝိဇ္ဇာရဲ့လက်အောက်ခံပဲတကယ်ကတော့ဟုတ်လားသို့တော့သူ့လည်းပဲအရေးကြီးလို့အဝိဇ္ဇာတဏှာလို့တန်တရားကြီးရဲ့အမြင့်နှစ်ချောင်းလို့အဲ့ဒါလို့ဟောတာဟုတ်လားအေးဒါကြောင့်ဒီကနေ့ဦးဇင်းတို့အခြေခံလည်းအင်မတန်ကြတဲ့အရေးကြီးတဲ့တရားကိုပြောပါတယ်အတိညာမရှိခြင်းရှိခြင်းဟုတ်လားအတိညာမရှိခြင်းရှိခြင်းရဲ့အကြောင်းတရားတွေကိုရှားမပြဘူးလားရှားပြတယ်ဘယ်သူကပြတာလဲမြတ်စွာဘုရားကရှားပြတာပေါ့နော်အတိညာမရှိခြင်းရဲ့အကြောင်းတရားကနိဝရဏတရား၅ပါးအတိညာရှိခြင်းရဲ့အကြောင်းတရားကဘုဇင်တရား9ပါးအဲ့ဒါတွေကိုဦးဇင်းတို့ဥပမာနဲ့တကွာထိုက်တဲ့လို့ပြောခဲ့ပါပြီထပ်ပြီးတော့မပြောတော့ဘူးเนาะဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့ဘုရားသာသနာတော်မြတ်ကြီးနဲ့တွေ့ကြုံနေရတဲ့အခိုက်အခါကာလမှာအသိဉာဏ်ကြီးကြီးတဲ့ကြီးအောင်တတန်တရားလုံးကမသိဘူးမမြင်ဘူးတာတွေကိုသိဘူးမြင်ဘူးသွားအောင်မကြိုးစားသင့်ဘူးလားကြိုးစားသင့်နေဟုတ်လားဒါကြောင့်အသိဉာဏ်ကြီးအောင်ကြိုးစားနိုင်ကြတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါစေအတိညာကြီးသည့်အားလျော်စွာဆင်းရဲဒုက္ခတွေငြိမ်းတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုရင်းနဲ့ဒီကနေ့ညကောင်းဆောင်ကြီးနှစ်ဦးဆိုတဲ့တရားကိုဦးဇင်းတို့မေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်ဟုတ်လားဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာနုဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာနုဘာဝေနတရာဒုက္ခိဘဝန္တုတိတေတုဝါကသင်တရားနာပိသပေါင်းသူတော်ကောင်းတို့သာတာအာလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းသာဝတိဝဒမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းတာပေါင်းတို့ကလည်းပဲရက္ခန္တုကောင်းစွာမသိဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းသာဝဗုဒ္ဓ ानु ဘာဝေနာကင်းငါဝါလူသေးစုမကပွင့်တော်မူကြတဲ့သုစုတော်တာဘာဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မာ ानु ဘာဝေနာမေလီရန်ဖူလီရန်နိဗ္ဗာန်ပရိယတိဟုသောသောစေရန်တော်တရားတော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာ ानु ဘာဝေနာမကထံလေးရောက်ဗလထံလေးရောက်သောသောရှင်ယောတော်ရိယသံဃာရှင်မြတ်တို့နဲ့တကွာသီလကိုသမာဓိကိုပညာကိုတို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတီဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေခါမဆိုင်ချိန်ရှိတိုင်းချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း